မွန်ဂိုအင်ပါယာလက်အောက်ရောက်မှာတော့အုပ်ချုပ်ရေးပုံစံကအစ္စလာမစ်ကာလီဖိတ်ပုံစံမဟုတ်တော့ဘဲနဲ့တမျိုးပြောင်းသွားတယ်ဂျင်ဂျစ်ခန်ရဲ့မွန်ဂိုအင်ပါယာဆိုတာကလည်းသိတဲ့အတိုင်းပဲနေမြေအရန်ကျဲတဲ့အခါကျတော့ဒီအင်ပါယာတစ်ခုလုံးကိုဘဟိုကနေထိုင်ပြီးတော့အုပ်ချုပ်ဖို့တော့ကလက်လန်းမမိဘူးပေါ့လေဒီတော့မွန်ဂိုအင်ပါယာရဲ့အုပ်ချုပ်ရေးကနေမြေတစ်ခုချင်းစီမှာဘယင်ခံလိုပုံစံမျိုးထားပြီးတော့အုပ်ချုပ်တာဒီတော့အခုဒီအီရန်နိုင်ငံနေရာကိုသိမ်းပြီးတော့လည်းဘယင်ခံတယောက်ထားပြီးတော့အုပ်ချုပ်တယ်ပေါ့နော်အရင်ရှိပြီးသားအီရန်ရဲ့အုပ်ချုပ်ရေးပုံစံနဲ့ဒီမွန်ဂိုအင်ပါယာရဲ့အုပ်ချုပ်ရေးပုံစံကိုပေါင်းစပ်ထားတဲ့ hybrid ပုံစံပေါ့ဒီလိုအုပ်ချုပ်တဲ့ပုံစံကို Ikhanate လို့ခေါ်တယ်ဒီနေရာမှာ Khan ဆိုတာကဘယင်ကိုပြောတာပေါ့နော်မွန်ဂိုအင်ပါယာတစ်ခုလုံးကိုအုပ်ချုပ်တဲ့ Igrit ကိုလည်းအခန်ပဲပေါ့နော်သူကတော့ Great Khan ပေါ့ဒီလိုအောက်ကနေမြေတွေကိုအုပ်ချုပ်တဲ့ဘယင်ခံတွေကိုလည်း Khan လို့ပဲခေါ်တယ်ပေါ့နော်ဒီလို Khan တွေနဲ့အုပ်ချုပ်တဲ့ပုံစံကလွယ်ပြောရလို့ရှိရင်တော့စစ်အုပ်ချုပ်ရေးပုံစံမျိုးပဲစစ်တပ်ကိုဘယင်ခံဖြစ်တဲ့ Khan ကကင်ထားတယ်မွန်ဂိုဘယင်ကကင်ထားတယ်ပေါ့နော်ဒီအောက်ကတခြားဝန်ကြီးဌာနတွေလိုမျိုးဒီပြည်သူတွေကိုစီမံခန့်ခွဲတဲ့ကိစ္စတွေကိုတော့ပါရှားလူမျိုးတွေကလုပ်ကြတယ်စစ်တပ်ကတော့အားလုံးရဲ့အထက်မှာရှိနေတဲ့ပုံစံပေါ့ပါရှန်လူမျိုးတွေကတော့အောက်ခြေကတခြားကိစ္စတွေပဲစီမံခန့်ခွဲရတာမျိုးပေါ့နော်ဒီလိုပါရှန်အစိုးရဝန်ထမ်းတွေအားလုံးကိုအုပ်ချုပ်ဖို့အတွက်ပေါ့နော်ဒီပါရှန်လူမျိုးတွေကပဲပညာတတ်စကောလာတယောက်ကိုခန့်ထားတယ်အဲ့ဒီယာရူးကိုဗီဇီယာလို့ခေါ်တယ်ပေါ့နော်သူကမွန်ဂိုဘီယင်ပြီးလို့ရှိရင်ယာရူးအကြီးဆုံးပဲဒီနေ့ခေတ်ဆိုလို့ရှိရင်ဝန်ကြီးချုပ်လိုယာရူးမျိုးပေါ့အစိုးရအဖွဲ့အကြီးအကဲပေါ့နော်အဲ့တော့မွန်ဂိုတွေရဲ့ Ikhanate အုပ်ချုပ်ရေးပုံစံကဒီလိုပုံစံမျိုးဒီမွန်ဂိုတွေအုပ်ချုပ်တဲ့အချိန်ကာလတွေမှာလည်းအီရန်ပြည်သူတွေအပေါ်မှာဘာသာရေးလွတ်လပ်ခွင့်တော်တော်လေးပေးထားတာကိုတွေ့ရတယ်ပေါ့နော်မွန်ဂိုဘီယင်ခန်တွေကများသောအားဖြင့်ဗုဒ္ဓဘာသာတွေဖြစ်တယ်ဒါပေမဲ့သူတို့အုပ်ချုပ်တဲ့ဒီပါရှားမှာတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့တင်းကျပ်တာတွေမရှိဘူးပေါ့နော်ဒီ Ikhanate အုပ်ချုပ်ရေးလက်ထက်မှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလာမ်ဂျူးနောက် Zoroaster အစရှိသဖြင့်ပေါ့နော်ဒီလိုမျိုးဘာသာပေါင်းစုံရှိနေကြတာဖြစ်တယ်အစ္စလာမ်ဘာသာကတော့လူများစုပေါ့ရှေ့မှာပြောခဲ့သလိုအစ္စလာမစ်ကာလီဖိတ်တွေအုပ်ချုပ်တဲ့ကာလမှာပါရှန်တော်တော်များများကအစ္စလာမ်ဘာသာဝင်တွေဖြစ်သွားတာဆိုတော့အစ္စလာမ်ဘာသာဝင်တွေကတော့အများဆုံးရှိနေတာဖြစ်တယ်ပေါ့နောက်မွန်ဂိုဘယင်ခံဂါဇန်ခန်လက်ထက်အရောက်မှာတော့ဒီဂါဇန်ခန်ကိုရန်ကအစ္စလာမ်ဘာသာကိုကူးပြောင်းခဲ့ပြီးတော့သူ့ရဲ့မွန်ဂိုစစ်ဗိုလ်ချုပ်တွေနောက်စစ်တီတွေကိုလည်းအစ္စလာမ်ဘာသာကိုကူးပြောင်းဖို့အတွက်ဖိအားပေးခဲ့တယ်ပေါ့နော်အဲ့တော့မွန်ဂိုဘယင်ခံကမွန်ဂိုစစ်တပ်ကအစ္စလာမ်ဖြစ်လာတယ်ဒီလိုပဲပြည်သူတွေကအစ္စလာမ်မဟုတ်တဲ့ဒီတခြားဘာသာဝင်တွေကိုလည်းအစ္စလာမ်ကူးပြောင်းဖို့နောက်မပြောင်းဘူးဆိုလို့ရှိရင်ဖိနှိပ်တာတို့ဘာလို့လှုပ်လာတယ်ပေါ့နော်အဲ့တော့အစ္စလာမ်ဘာသာကနိုင်ငံတော်ဘာသာပုံစံမျိုးဖြစ်လာတာပေါ့ပါရှန်အများစုကတော့ဆိုရီးယားအစ္စလာမ်ဘာသာဝင်တွေဖြစ်နေတာဆိုတော့အဆင်ပြေတယ်ဒါပေမဲ့လူနည်းစုဖြစ်တဲ့ဒီတခြားဘာသာကိုးကွယ်တဲ့လူတွေအတွက်ကတော့တိတ်အဆင်မပြေဘူးပေါ့လေဒါပေမဲ့လည်းဒီလိုမျိုးအစ္စလာမ်ဘာသာကိုကူးပြောင်းဖို့ဖိအားပေးလိုက်တဲ့အတွက်ဒီပြည်သူတွေဖြစ်တဲ့ပါရှန်မွတ်စလင်တွေရောနောက်ဒီမွန်ဂိုတွေအရင်တော့ဗုဒ္ဓဘာသာဖြစ်နေတဲ့မွန်ဂိုတွေရောအားလုံးကတသားတည်းလို့ဖြစ်သွားတာပေါ့နော်အဲ့တော့အရင်လိုမျိုးကွဲနေတာတွေမရှိဘဲနဲ့အားလုံးကအစ္စလာမ်ဘာသာဝင်တွေအတူတူဖြစ်သွားတယ်အဲ့တော့အုပ်ချုပ်ရတာလည်းပိုလွယ်သွားတယ်စီလုံးမှုလည်းပိုကောင်းသွားတယ်ပေါ့နော်ဒီမွန်ဂိုဘီယင်ခံဂါဇန်ခန်ကသူ့လက်ထက်မှာဆိုလို့ရှိရင်၄ချိန်ဒီအတိုင်းအတာတွေကိုတသမတ်တည်းဖြစ်အောင်လုပ်နိုင်ခဲ့တယ်နောက်အီရန်ကလည်းသူ့လက်ထက်မှာပိုးလက်မကြီးရဲ့အဓိကအချက်အချာနေရာတစ်ခုဖြစ်လာတယ်သူကပတ်စံကိုဒီစာရွက်နဲ့ပေါ့နော်အခုခေတ်လိုမျိုးစာရွက်နဲ့ပတ်စံကိုတတ်မှတ်ဖို့လည်းလုပ်ခဲ့သေးတယ်ဒါပေမဲ့ဒါကတော့မအောင်မြင်ခဲ့ဘူး15ရာစုအကုန်လောက်မှာတော့ဒီမွန်ဂိုတွေရဲ့အုပ်ချုပ်ရေးစနစ်လည်းအဆုံးသတ်သွားပြီးတော့အီရန်နိုင်ငံရဲ့နေရာမှာလည်းထုံးစံတိုင်းပေါ့နော်အရင်ကလိုမျိုးအားလုံးပြန်ပြီးတော့ပြန်ကျဲသွားတဲ့အခြေအနေပြန်ဖြစ်သွားတယ်ဒီလိုပြန်ကျဲနေရကနေပြီးတော့16ရာစုအစောပိုင်းလောက်မှာတော့ရှားအစ္စမာအီလ် the first ပေါ့နော်ပထမအစ္စမာအီဘီယင်ကဒီဆာဖာဗစ်မင်းဆက်ကိုတည်ထောင်ခဲ့တယ်ရှားဆိုတာကတော့ပါရှားလို့ဘီယင်ကိုခေါ်တာပေါ့နော်ဒီတော့ဘီယင်အစ္စမာအီပေါ့အဲ့တော့သူအရှိမပြောခဲ့သလိုပြန်ကျဲနေတဲ့ဒီနယ်မြေတွေကိုပြန်စုစည်းခဲ့တယ်ပြီးတော့သူ့ရဲ့ဒီဆာဖာဗစ် dynasty ပေါ့နော်ဒီဆာဖာဗစ်မင်းဆက်အုပ်ချုပ်တဲ့အချိန်ကိုလည်းတတိယပါရှန်အင်ပါယာလို့တချို့ကခေါ်ကြတယ်ပေါ့နော်အာခီမီနီအင်ပါယာဆက်စီနီယာအင်ပါယာလို့ပြီးရင်တတိယမြောက်ပါရှန်အင်ပါယာပေါ့ဒီဆာဖာဗစ်အင်ပါယာကလည်းတော်တော်လေးကျယ်ခဲ့တယ်လက်ရှိအီရန်ပြင်အဇာဘိုင်ဂျန်နောက်အီရတ်ကနေမြေတချို့ကော်ကေဇက်တောင်တန်းတွေနောက်အာရှအလယ်ပိုင်းဒေသတချို့နဲ့ဒီအာဖဂန်နစ္စတန်တို့အထိကျယ်ခဲ့တယ်ပေါ့နော်ဒီအင်ပါယာမှာဆိုလို့ရှိရင်လည်းပါရှန်ကြီးကြီးမှုတွေဘာသာစကားတွေအားကောင်းတယ်ဒီဘယင်အစ္စမာအီကပါရှန်နိုင်ငံတမိုင်းမှာတော်တော်အရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့လက်ထက်မှာပါရှန်နိုင်ငံကရှီယိုက်မွတ်စလင်ဖြစ်လာတာအစ္စလာမ်မှာဆွန်နီနဲ့ရှီယိုက်ဆိုပြီးတော့နှစ်မျိုးကွဲနေတာအားလုံးသိကြမယ်ထင်တယ်ပေါ့နော်ကွဲတာကတော့တမန်တော်မိုဟာမက်မရှိတော့ကြတဲ့ကစကွဲတာတမန်တော်ရဲ့အရာအရာကိုဘသူတွေကဆက်ခံတင်တယ်လဲဆိုတဲ့အပေါ်မှာသဘောထားကွဲတာပေါ့ဆွန်နီတွေကကြတော့တမန်တော်ရဲ့ရဲဘော်ရဲဘက်တွေဖြစ်တဲ့
ပုံကိုယ်တွေကစက္ကန့်တင်နေဆိုပြီးတော့ယူဆတယ်ရှီယိုက်တွေကကြတော့တမန်တော်ရဲ့ဒီဆွေမျိုးတော်တဲ့သူတွေကပဲတမန်တော်ရဲ့အရာအရာကိုစက္ကန့်တင်နေဆိုပြီးတော့ယူဆတယ်ပေါ့နော်အဲ့တော့ဒီရှီယိုက်တွေကတမန်တော်ရဲ့တူလဲဖြစ်တမန်လဲဖြစ်တဲ့အလီကိုတမန်တော်နေရာစက္ကန့်တင်နေဆိုပြီးတော့ယူဆကြတဲ့အဖွဲ့ပေါ့ဒါကတမန်တော်မရှိတော့ကြတဲ့ကစပြီးတော့ကွဲတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းအစ္စလမ်ကဘာမှာဆိုလို့ရှိရင်တော့ဆွန်နီကလူများစုဖြစ်ပြီးတော့ရှီယိုက်ကတော့လူနည်းစုပဲရှိတယ်အဲ့တော့ဒီအီရန်မှာဆိုလို့ရှိရင်လည်းအာရပ်တွေစပြီးတော့တိမ့်ပိုက်တဲ့အချိန်ကနေပြီးတော့နောက်မွန်ဂိုတွေအုပ်ချုပ်တဲ့လက်ထက်အခုချိန်ထိပေါ့နော်အခုပြောနေတဲ့အချိန်ထိကိုပါရှန်တွေကဆွန်နီမွတ်စလင်တွေပဲဖြစ်ခဲ့တာဒီဘရင်အစ္စမာအီလက်ထက်အရောက်မှာတော့သူကဒီပါရှန်တွေကိုရှီယိုက်မွတ်စလင်ဖြစ်ကူပြောင်းခိုင်းပြီးတော့ဒီရှီယိုက်မွတ်စလင်ကနိုင်ငံတော်ဘာသာဖြစ်လာတယ်အဲ့ဒီကနေပြီးတော့အီရန်ကအခုထိကိုဒါရှီယိုက်မွတ်စလင်နိုင်ငံဖြစ်နေတာပေါ့နော်ဒီဘရင်အစ္စမာအီကလည်းထူးဆန်းတယ်သူကရှီယိုက်မိသားစုကနေပြီးတော့မွေးလာတာလည်းမဟုတ်ဘူးသူကလည်းဆွန်နီမိသားစုကပဲဆင်းသက်လာတာပေါ့နော်သူအာနာရတဲ့အထီတောင်မှဒီဘရင်ဖြစ်တဲ့အထီတောင်မှသူကရှီယိုက်မွတ်စလင်မဟုတ်သေးဘူးလို့ပြောကြတယ်ပေါ့နော်သူအာနာရပြီးဘရင်ဖြစ်တော့မှဒီရှီယိုက်ကိုနိုင်ငံတော်ဘာသာဆိုပြီးတော့သူကကြေညာလိုက်တာဒါကိုပညာရှင်တွေသုံးသပ်ကြတာကဒီလိုလောက်တာကနိုင်ငံရေးအရာဒီပါရှားလူမျိုးတွေကိုစူးစီးစေခြင်းလို့လောက်တာဖြစ်တယ်ဆိုပြီးတော့သုံးသပ်ကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချိန်မှာတစ်ဖက်မှာကအော်တိုမန်အင်ပါယာအားကောင်းနေပြီအော်တိုမန်အင်ပါယာကဆွန်နီမွတ်စလင်တွေဒီတော့ဒီလိုအားကောင်းတဲ့အင်ပါယာတစ်ခုရဲ့ဘေးချင်းကပ်ရမှာနောက်ထပ်အင်ပါယာတစ်ခုထပ်ပြီးတော့ထူထောင်မယ်ဆိုလို့ရှိရင်ကိုအင်ပါယာတွေကဒူတွေကအချင်းချင်းစူးစီးနေမှာရမယ်ပေါ့နော်ဒါအပြင်အရှေ့ဘက်မှာလည်းဥဇဘက်တိုင်းပြည်ကရှိနေသေးတယ်အဲ့တော့ဒီဥဇဘက်ကလည်းဆွန်နီပဲအဲ့တော့ဒီလိုဆွန်နီနိုင်ငံနှစ်ခုကြားထဲမှာဒီပါရှားတွေကိုအခြေပြုပြီးတော့အခု Safavid Empire ကိုတည်ထောင်တာပေါ့နော်ဒီတော့ဒီ Empire အတွက်ကိုဒီ National Identity တခုတည်ဆောက်ပြီးတော့မျိုးချစ်စိတ်မွေးပေးဖို့လိုတယ်ဒီလိုလုပ်ဖို့အတွက်ကပါရှန်တွေကအရင်ကလိုပဲဆွန်နီတွေဆက်ဖြစ်နေမယ်ဆိုလို့ရှိရင်ဘေးက Ottoman Empire တို့ဥဇဘက်တို့နဲ့တိုက်ခိုက်ဖို့ဘာညာဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ဆွန်နီမွတ်စလင်ချင်းချင်းဆိုတော့တိုက်ဖို့ကတိတ်ပြီးတော့တက်ကြွမှာမဟုတ်ဘူးเนาะစိတ်ပါမှာမဟုတ်ဘူးဒီတော့ဒီလိုဘေးကနိုင်ငံတွေနဲ့မတူနေအောင်လို့အရှိရိုက်ကိုနိုင်ငံတော်ဘာသာကြီးညာပြီးတော့ဒီပါရှန်တွေရဲ့ identity တခုကိုတိဆောက်ခဲ့တာဖြစ်တယ်ဆိုပြီးတော့နောက်ပိုင်းမှာသုံးသပ်ကြတာပေါ့ဒီလို identity တခုကိုတိဆောက်ဖို့အတွက်သူ့ empire ထဲမှာရှိနေတဲ့ဒီပါရှန်တွေပေါ့နော်အရင်တော့ဆွန်နီမွတ်စလင်တွေကိုဒီရှီယိုက်အဖြစ်အတင်းအကျပ်ကိုသူကပြောင်းလဲခိုင်းခဲ့တာဖြစ်တယ်ရှီယိုက်မလုပ်ချင်ဘူးဆိုလို့ရှိရင်ရှီယိုက်ကိုမပြောင်းဘူးဆိုလို့ရှိရင်တတ်ပြစ်တယ်ဒီတော့ပါရှန်တွေကအားလုံးဒီပါဒီရှီယိုက်မွတ်စလင်တွေဖြစ်လာတာပေါ့ဒီလိုဖြစ်မှလည်းပြည်သူတွေအနေနဲ့ကဒီအင်ပါယာပေါ်မှာတစ္ဆာရှိမှာဖြစ်တယ်ပေါ့နော်မဟုတ်လို့ရှိရင်ဘေးကနိုင်ငံတွေနဲ့ကဘာသာတူနေဆွန်နီချင်းတူနေတယ်ဆိုလို့ရှိရင်ဘေးကနိုင်ငံတွေအင်ပါယာတွေကိုစိတ်ဝင်သွားတာတို့ပြီးတော့အခြေအနေမကောင်းလို့ရှိရင်ဘေးကနိုင်ငံတွေကိုခိုးဝင်သွားတာတို့စသဖြင့်ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဒီလိုဘာသာရေးကကွဲပြားနေတဲ့အခါကျတော့ဘေးကနိုင်ငံတွေကိုတကယ်ရန်သူလို့သတ်မှတ်ဖို့အတွက်ပိုလွယ်လာတယ်တခါလေကျတော့လေပြည်သူတွေအနေနဲ့မျိုးချစ်စိတ်ရှိဖို့ကိုယ်တိုင်းပြည်အတွက်အသက်ပေးဖို့ဆိုလို့ရှိရင်ဒီလိုမျိုးဘာသာရေးကနေပြီးတော့တဆင့်အမျိုးသားရေးကိုတိဆောက်ရတာတွေလည်းရှိတတ်တယ်ပေါ့နော်အဓိကကတော့ဒီပါရှန်လူမျိုးတွေကိုဆွန်နီမွတ်စလင်တွေနဲ့တွေးခွဲထားတာပေါ့ဒီတက်ကျမ်းတာဆိုလို့ရှိရင်ဘီရင်အစ္စမာအီကရှီယိုက်တရားဟောဆရာတွေကိုလမ်းပေါ်မှာတရားပွဲတွေဟောပြောပွဲတွေလုပ်ခိုင်းပြီးတော့ဒီတစ်ဖက်ကဆွန်နီဘာသာရေးကောင်းဆောင်တွေကိုဆဲဆိုတာတွေအပုတ်ချတာအထိဒီလိုမျိုးတွေကိုလုပ်ခဲ့တာဖြစ်တယ်ပေါ့နော်နောက်အစ္စမာအီကသူ့ရဲ့ဒီ nation building process မှာဘာသာရေးတွေမကဘဲနဲ့ဒီလူမျိုးရေးကိုလည်းအများကြီးအသုံးချခဲ့တယ်ပေါ့ဒီပါရှန်ယဉ်ကျေးမှုတွေဘာသာစကားတွေကိုမြင့်တင်ပြီးတော့ပါရှန်လူမျိုးတွေရဲ့အရင်တုန်းကကြီးကျယ်ခဲ့တဲ့အာခိမနီအင်ပါယာတို့ဆာစီနီယန်အင်ပါယာတို့အကြောင်းတွေပေါ့နော်အရင်တုန်းကဘယ်လောက်ထိငါတို့ကကြီးကျယ်ခဲ့လဲဆိုတဲ့ဟာတွေကိုလူလူတွေမှာပြန်ပြီးတော့ဖြန့်ဝေတယ်အရင်တုန်းကပါရှန်လူမျိုးတွေဆိုတာဘယ်လိုမျိုးနေခဲ့တာဘယ်လိုမြင့်မြတ်ခဲ့တာအစရှိသဖြင့်ပေါ့ပြီးတော့ငါတို့ပါရှန်တွေက Cyrus တို့ Darius တို့ရဲ့မျိုးဆက်ဖြစ်တယ်ပေါ့နော်အာရပ်ကလာတဲ့ဒီ Sunni Caliphate ရဲ့မျိုးဆက်မဟုတ်ဘူးစသဖြင့်ပေါ့ဒီလိုပါရှန်လူမျိုးကြီးကိုအခြေခံပြီးတော့လေအမျိုးသားရေးကိုတိဆောက်တယ်တစ်ချိန်တည်းမှာပဲတစ်ဖက်ကဒီအာရပ်တွေနဲ့ခွဲခြားပြီးတော့ပါရှန်လူမျိုးဆိုတဲ့ identity တစ်ခုကိုပို့ပြီးတော့ခိုင်မာအောင်တိဆောက်ခဲ့တယ်ပေါ့နောက်သူ့ကိုယ်သူဆိုလို့ရှိရင်လေ तू ကတမန်တော်မိုဟာမက်ရဲ့မျိုးဆက်ဖြစ်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ရှီယိုက်ဆိုတာကတမန်တော်ရဲ့မျိုးဆက်တွေကတမန်တော်နေရာကိုဆက်ခံရမယ်ဆိုပြီးတော့ယုံကြည်တာဆိုတော့သူကဒီလိုမျိုးပြောတာပေါ့နောက်သူ့ဘိုးဘေးတွေကလည်းဒီပါရှန်ရဲ့နောက်ဆုံးအင်ပါယာဖြစ်ခဲ့တဲ့ဆာစီနီယန်အင်ပါယာကမင်းသမီးတစ်ပါးနဲ့လက်ထပ်ခဲ့တာဒါကြောင့်မို့လို့ तू ကပါရှန်တော်ဝင်မျိုးရိုးဖြစ်တယ်ပေါ့ပြီးတော့သူတို့မျိုးရိုးကဗန်စလင်းအင်ပါယာနဲ့လည်းအမျိုးတော်တယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးအခြေမြင့်မရှိတဲ့စကားတွေနဲ့ဝါဒဖြန့်ခဲ့တယ်တကယ်တော့ခုနက तू ပြောတဲ့တမန်တော်ပေါ်ခဲ့တာတွေနောက်အရင်ကဆာစီနီယန်အင်ပါယာပြိုကွဲခဲ့တာတွေကအဲ့ဒီအချိန်မှာဆိုလို့ရှိရင်နှစ်ပေါင်း900 1000လောက်ရှိနေပြီဒါပေမဲ့အဲ့ဒါတွေကို तू ကတော့ခက်တီတီပဲပြောပြီးတော့ဝါဒဖြန့်ခဲ့တယ်ပေါ့နော်အဲ့တော့ तू ကဘာသာရေးကိုလူမျိုးရေးကိုအသုံးချပြီးတော့ဒီအီရန်ဆိုတဲ့အမျိုးသားတရုတ်လက္ခဏာတစ်ခုကိုဖန်တီးပြီးတော့အမျိုးသားရေးကိုတိဆောက်သွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကနေစပြီးတော့ပဲဒီအီရန်ပါရှားရှီယိုက်တွေနဲ့တစ်ဖက်ကဒီ
ဒီ Saudi တို့ Arab တွေဥဆောင်တဲ့ Sunni တွေနဲ့ကအဲ့ဒီကနေစပြီးတော့အကြီးကျယ်ကွဲတာပေါ့အဲ့တော့ဒီဗီဒီယိုအတွက်ပေါ့နော်ဟို script လုပ်ဖို့ဒီအကြောင်းတွေပြန်ရှာဖတ်နေရင်းနဲ့အခုလက်ရှိအမျိုးသားရေးသမားဆိုတဲ့ကောင်တွေလုပ်နေတာကလည်းဒီ16ရာစုလောက်ကပါရှားပြီးရင်အစ္စမာအီလုပ်ခဲ့တာတွေနဲ့အတူတူပါလားဆိုပြီးတော့တွေးမိသေးတယ်ပေါ့နော်ဒါကတော့စကားဖြတ်ပြောတာအဲ့တော့ဒီ Safavid Pasha Empire ရဲ့အုပ်ချုပ်ရေးပုံစံကတော့ဟို Empire ဆိုတော့ Empire အုပ်ချုပ်ရေးပုံစံအတိုင်းပဲပေါ့နော်အာဏာကိုဗဟိုကနေပြီးတော့ချုပ်ကင်ထားတယ်ဒီရှားလို့ခေါ်တဲ့ Igrik ကတော့အထွတ်အထိပ်ပေါ့သူ့မှာသုံးတဲ့ဥပဒေတွေကတော့ဒီ Islamic ဥပဒေနဲ့ပါရှားဓလေ့ထုံးစံတွေကိုရောပြီးတော့ပေါင်းစပ်ပြီးတော့သုံးတဲ့ပုံစံပေါ့နော်အဓိကကတော့ဒီ Safavid Empire ကဒီ Shiite ဘာသာရေးနဲ့ပါရှားလူမျိုးတွေရဲ့အမျိုးသားရေးတွေကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်ခဲ့ပြီးတော့အခုလက်ရှိနေတဲ့ Iran ရဲ့ပုံစံကိုအဲ့ဒီချိန်တွေကနေပြီးတော့အခြေချပေးခဲ့တာလို့ပြောလို့ရတယ်ပေါ့နော်ဒီ Safavid Empire ကလည်းနှစ်ပေါင်း200ကျော်လောက်အကြာ18ရာစုအစောပိုင်းလောက်မှာတော့ဒီအမာရာပြိုကွဲခဲ့တယ်ပေါ့နော်အပြိုကွဲတဲ့အကြောင်းကတော့တခုတည်းမဟုတ်ဘူးဘေဂျင်းကက်ရက်ကအော်တိုမန်အင်ပါယာတို့ဥဇဘတ်တို့နဲ့တိုက်ပွဲတွေတစ်ချိန်လုံးတိုက်နေတော့စီးပွားရေးကျလာတာတွေပါတယ်နောက်ပိုင်းဘရင်တွေကလည်းအုပ်ချုပ်ရေးမှာညံ့ဖျင်းတာတွေရောနောက်ဒီအာဖဂန်နစ္စတန်ဘက်ကမျိုးနွယ်စုတွေကပုံကန်တာတွေရောပေါ့နော်ပြီးတော့နောက်အရေးကြီးတဲ့တစ်ချက်က18ရာစု18ရာစုတွေမှာဥရောပဘက်ကကြတော့ဒီပင်လယ်ရေကြောင်းကုန်သွယ်ရေးကတော်တော်လေးခေတ်မီလာပြီးတော့ကုန်သွယ်ရေးကိုပင်လယ်ရေကြောင်းကပဲအဓိကလှုပ်လာတယ်အဲ့တော့အရင်ပိုးလတ်မကြီးကတိတ်ပြီးတော့အလုံးမဖြစ်တော့ဘူးပေါ့နော်ဒီပါရှားရဲ့စီးပွားရေးဆိုတာကလည်းပိုးလတ်မကြီးကအရေးကြီးတဲ့နေရာမှာပါနေတဲ့ခါကျတော့ဒီလိုအကြောင်းတွေစုံလာပြီးတော့ဒီ Empire လည်းတဖြည်းဖြည်းအားနေပြီးတော့နောက်ဆုံးမှပြိုကွဲသွားတယ်ပေါ့ဒီ Empire ပြိုကွဲပြီးနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်တော့အီရန်နိုင်ငံရှိနေတဲ့နေရာမှာ Empire တွေထပ်မထူထောင်နိုင်တော့ဘဲနဲ့ဟိုမင်းဆက်လို့ပဲပြောရမယ်တိုင်းပြည်တွေပဲထူထောင်နိုင်ခဲ့တယ်ပေါ့နော်ဟိုဒါကလည်းအဲ့ဒီချိန်18ရာစုနောက်ပိုင်းလေးမှာတည်တဲ့အတိုင်းဥရောပနိုင်ငံတွေအားကောင်းလာပြီပြီးတော့တစ်ဖက်မှာရုရှား Empire ကလည်းအရင်အားကောင်းလာပြီဆိုတော့ဒီအရှေ့လေပိုင်းနဲ့အာရှကနိုင်ငံတွေအနေနဲ့ကဟို Empire တွေထပ်ပြီးထူထောင်မှုဆိုတာမလွယ်တော့ဘူးပေါ့လေနော်ဒီလိုမင်းဆက်တွေအဆက်ဆက်နဲ့အုပ်ချုပ်လာတဲ့အချိန်တွေမှာလည်းဟိုအရင်ဘရင်အစ္စမာအီထူထောင်ပေးခဲ့တဲ့အီရန်ရဲ့အမျိုးသားလက္ခဏာတွေဖြစ်တဲ့ဒီပါရှန်ယဉ်ကျေးမှုတွေနောက်ရှီယိုက်ဘာသာရေးတွေကတော့အားမလျော့ပါဘူးပေါ့နော်တောက်လျှောက်ဒီတိုင်းပဲဆက်ပြီးတော့ပါလာတယ်ဒီလိုနဲ့18ရာစုအကုန်ပိုင်းလောက်မှာဆိုလို့ရှိရင်အတော့အုပ်ချုပ်နေတာကကာဂျာမင်းဆက်ပေါ့နော်ဒီကာဂျာမင်းဆက်အုပ်စိုးနေတဲ့အချိန်အဲ့ဒီအချိန်မှာBritish Empire နဲ့ Russia Empire တို့ကတော်တော်လေးအင်အားကြီးလာတဲ့အချိန်ဖြစ်လာတယ်ဒီအချိန်မှာဆိုလို့ရှိရင်အုပ်ချုပ်တဲ့ဘရင်ဖြစ်တဲ့ဒီကာဂျာမင်းဆက်တွေကထုံးစံတိုင်းပေါ့နော်ဘရင်တွေဆိုတော့သူတို့ကချမ်းသာနေကြတယ်ပြည်သူတွေကကြတော့အဲ့ချိန်မှာဆင်းရဲနေပြီဘာလို့လဲဆိုတော့ဘရင်တွေကဒီစီးပွားရေးလုပ်ငန်းတော်တော်များများကို British တို့ Russia တို့ကိုလုတ်ပိုင်ခွင့်ပေးထားတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့ဒီခါကျတော့ပြည်သူတွေအနေနဲ့လှုပ်လှုပ်ရတာကြက်တဲလာတယ်ဟိုစီးပွားရေးလုပ်ငန်းတော်တော်များများက British နဲ့ Russia တွေကလက်ဝါးကြီးအုပ်ထားတဲ့အခြေအနေပေါ့ဒါလည်းအင်အားကြီးနိုင်ငံတွေဆိုတော့တည်တဲ့အတိုင်းပဲသူတို့လိုချင်တာပေးပြီးတော့ပေါင်းရတဲ့အခြေအနေပေါ့နော်ပြီးတော့စီးပွားရေးတွေမကဘူးနိုင်ငံရေးအရာကလည်းဒီ British နဲ့ Russia နဲ့ကအီရန်ကိုတော်တော်လေးဝင်ပြီးတော့ဆွတ်ဖက်နေတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဘရင်ကလည်းဒီနိုင်ငံသားတိုင်းပြည်တွေပြောတဲ့အတိုင်းပဲလိုက်လုံနေရတယ်ဆိုပြီးတော့ပြည်သူတွေကအဲ့လိုမြင်နေပြီပထမကမ္ဘာစစ်တုန်းကလည်းရုရှားတွေဗြိတိရှတွေနဲ့ဒီအော်တိုမန်အင်ပါယာတွေကအီရန်နိုင်ငံထဲမှာလာပြီးတော့စစ်ဖြစ်ခဲ့ကြသေးတယ်အဲ့တော့အီရန်ကစစ်တပ်ကလည်းခံထားရတယ်ပေါ့နော်အဲ့တော့ဒီတိုင်းဆက်သွားလို့ရှိရင်တော့ငါတို့နိုင်ငံကိုလိုနီနိုင်ငံဖြစ်တော့မှာပဲဆိုပြီးတော့ပြည်သူတွေကဒီဆန္ဒတွေပြလာတယ်ပေါ့နော်တိုင်းပြည်ကိုအုပ်ချုပ်ရေးကိုပြောင်းလဲဖို့ဆန္ဒတွေပြလာတယ်အဲ့တော့ဒီဆန္ဒပြပွဲတွေလူလူလှုပ်ရှားမှုတွေမှာဆိုလို့ရှိရင်ဒီရှီယိုက်မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေပါတယ်ပြီးတော့ကုန်သည်တွေစီးပွားရေးလုပ်ငန်းရှင်တွေနောက်ပညာတတ်ကျောင်းသားလူငယ်တွေပြီးတော့ဒီအလုပ်သမားလူတန်းစားပေါ့နော်အခြေခံအစရှိသဖြင့်ဒီလိုမျိုးလူတန်းစားအသီးသီးကပါဝင်ပြီးတော့သူတို့ကဒီအခြေခံဥပဒေနဲ့အုပ်ချုပ်ဖို့တောင်းဆိုလာကြတယ်ဒါကို Persian Constitutional Revolution ပေါ့နော် Persian အခြေခံဥပဒေတော်လှန်ရေးလို့ခေါ်တယ်20ရာစုအစောပိုင်းလောက်မှာဖြစ်ခဲ့တာပေါ့နောက်ဆုံးမှာတော့ဘရင်လဲဒီပြည်သူတွေရဲ့အုံကြွတာကိုမခံနိုင်တော့ဘဲနဲ့ပြည်သူတွေတောင်းဆိုတဲ့အတိုင်းလက်ခံလိုက်ရပြီးတော့အခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းခဲ့တယ်ပေါ့အဲ့တော့ဒီအခြေခံဥပဒေရာလွှတ်တော်ပေါ်လာပြီးတော့ဘရင်ရဲ့အာဏာကိုလည်းကန့်သက်ခံခဲ့ရတယ်ပေါ့နော်သူအကျွမ်းမဲ့အာဏာမရှိတော့ဘူးပေါ့အဲ့တော့1906ခုနှစ်မှာဒီအခြေခံဥပဒေကိုပြဋ္ဌာန်းခဲ့တယ်အဲ့တော့ဒီဟာကအီရန်နိုင်ငံရဲ့တမိုင်းတစ်လျှောက်မှာပထမဆုံးအခြေခံဥပဒေဖြစ်လာတယ်အုပ်ချုပ်ရေးစနစ်ကလည်းစီမီငံဘရင်စနစ် constitutional monarchy ဖြစ်လာတယ်ပေါ့နော်အီရန်တွေကတော့သူတို့ကလည်းသူတို့ခုနပြောသလိုအခြေခံဥပဒေတွေဘာတွေရေးဆွဲပြီးတော့အကြီးအကျယ်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေကြတာပေါ့နော်ဒါပေမဲ့အဲ့လိုလုပ်နေတဲ့တစ်ချိန်တည်းမှာပဲအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ဗြိတိရှနဲ့ရုရှားတွေနေရလေသူတို့လှုပ်ရှားရှိရသူတို့လုပ်နေကြတာ1909ခုနှစ်မှာဗြိတိရှနဲ့ရုရှားတွေကစာချုပ်တစ်ခုချုပ်တယ်အဲ့ဒီစာချုပ်ကအီရန်ကိုသူတို့ချင်းချင်းခွဲဝေကြတာမြောက်ပိုင်းကိုရုရှားကလွှမ်းမိုးမယ်တောင်ပိုင်းကိုဗြိတိရှကလွှမ်းမိုးမယ်အလဲမှာဆိုလို့ရှိရင်တော့သူတို့ချင်းထိတ်တိုက်မတွေ့အောင်ဘတ်ဖာသဘောမျိုးပေါ့နော်အလဲကိုတော့ဘယ်သူမှမဝင်ကြီးဆိုပြီးတော့သူတို့ကစာချုပ်ချုပ်ကြတယ်ခက်တီတီပဲဒီတော့အီရန်အနေနဲ့ကတကယ်လွတ်လပ်တဲ့နိုင်ငံဖြစ်ရလားဆိုတာကမိကုန်းထုတ်เสียဖြစ်နေရပေါ့နော်အဲ့တော့အီရန်ကလည်းအခြေခံဥပဒေတွေဘာတွေပြဋ္ဌာန်းပြီးတော့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ပေမဲ့
တကယ်တမ်းအခြေအနေရတိတ်ပြီးတော့မထူးလာဘူးပေါ့နော်နိုင်ငံကလည်းအင်အားမရှိဘူးဘရင်ကလည်းတိုင်းပြည်ကိုကောင်းကောင်းမအုပ်ချုပ်နိုင်တော့ဘူးလူတွေကလည်းအဆင်မပြေဘူးပြီးတော့ဒီဘေးကအင်အားကြီးနိုင်ငံတွေကလည်းကိုယ်တိုင်းပြည်တွေဝင်ပြီးတော့လှုပ်ချင်အောင်လုပ်နေတယ်ပေါ့အဲ့လိုနဲ့1921မှာတော့စစ်တပ်ကအာဏာသိမ်းပြီးတော့ဒီကာဂျာမင်းဆက်ပြုတ်ကျပါတယ်1921အာဏာသိမ်းတဲ့အခင်းကျင်းကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်ဒီကမ္ဘာနိုင်ငံရေးအခြေအနေကိုလည်းနည်းနည်းနားလည်ဖို့လိုတယ်ပေါ့နော်ဒီကမ္ဘာနိုင်ငံရေးအခင်းကျင်းတွေကလည်းအဲ့ဒီအချိန်မှာဒီအီရန်နိုင်ငံပေါ်အများကြီးတက်ရောက်မှုရှိခဲ့တာဆိုတော့လေအဲ့တော့ဒီ1920ကျော်ကာလတွေမှာဆိုလို့ရှိရင်ပထမကမ္ဘာစစ်ဖြစ်ပြီးတဲ့အချိန်ပြီးတော့ပိုရေးကြီးတာကရုရှားမှာဇာဘရင်ပြုတ်ကျပြီးတော့လီနင်အာဏာရလာတဲ့အချိန်အဲ့တော့ကွန်မြူနစ်ဝါဒကစပြီးတော့အားကောင်းလာတဲ့ကာလဖြစ်တယ်ပေါ့နော်ဒီအချိန်မှာအီရန်အခြေအနေကရှေ့မှာပြောခဲ့သလိုချွတ်ချုံကျပြီးတော့ရုရှားနဲ့ဗြိတိရှတဝက်စီလွှမ်းမိုးထားတာပေါ့နော်အဲ့တော့ရုရှားမှာလီနင်အာဏာရလာပြီးတော့ကွန်မြူနစ်ဝါဒကိုဒီကမ္ဘာကိုဖြန့်ဝေဖို့စူးစမ်းနေတဲ့အချိန်ဆိုတော့ဗြိတိရှတွေကလည်းဒီကွန်မြူနစ်တွေရဲ့ရန်ကိုကြောက်ရတယ်အီရန်ကိုကွန်မြူနစ်နိုင်ငံဖြစ်သွားမှာသူတို့ကြောက်တယ်ပေါ့နော်အဲ့တော့ဒီအီရန်ကစစ်ဗိုလ်ချုပ်တယောက်ဖြစ်တဲ့ဒီရေဇာရဲ့အာဏာသိမ်းမှုကိုထောက်ခံပေးခဲ့တယ်ဗိုလ်ချုပ်ရေဇာကသူ့တပ်တွေနဲ့အတူမြို့တော်တီဟီရန်ကိုခြိတက်လာပြီးတော့ဒီမြို့တော်ကိုသိမ်းပိုက်ခဲ့တယ်ပေါ့နော်နောက်ဝန်ကြီးချုပ်လှုပ်တယ်ပြီးတော့1925မှာတော့သူကဘရင်ကိုပါဖြုတ်ချပြီးတော့သူ့ကိုယ်သူဘရင်အဖြစ်ကြီးညာခဲ့တယ်ရေဇာပါလာဗီကစပြီးတော့တီထောင်တာဖြစ်လို့ပါလာဗီမင်းဆက်လို့ခေါ်ကြတယ်ပေါ့နော်ဒါကကျွန်တော်တို့သိထားတဲ့ရှားဘရင်ဆိုတာကဒီမင်းဆက်ကိုပြောတာဒီပါလာဗီမင်းဆက်ကိုပြောတာပေါ့နော်တကယ်တော့ရှားဆိုတာကအီရန်မှာဘရင်ကိုခေါ်တာပေါ့နော်ဟိုးရှိမှလည်းရှားတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းဒီအီရန်တမိုင်းကိုပြောလို့ရှိရင်ကျွန်တော်တို့ထက်ပြောနေတယ်သတင်းတွေမှာကြားနေရတဲ့ရှားဘရင်ဆိုတာကအခုပြောတဲ့ရေဇာပါလာဗီတီထောင်တဲ့မင်းဆက်ကိုပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီရှားဘရင်ရေဇာကသူ့လက်ထက်မှာဆိုလို့ရှိရင်တော့အီရန်ရဲ့အုပ်ချုပ်ရေးစနစ်ကိုအရင်နဲ့လုံးဝပြောင်းပြန်ဖြစ်အောင်လို့ပြောင်းလဲပလိုက်တယ်။သူကအရင်ရှိခဲ့တဲ့1906ခုနှစ်အခြေခံဥပဒေကိုတော့တရားဝင်မဖြတ်သိမ်းဘူး။ဒါပေမဲ့ဒီအခြေခံဥပဒေကိုဂရုမစိုက်ဘဲနဲ့သူကြိုက်တာတွေပဲသူလုံနေပုံစံမျိုးပေါ့နော်။ဥပမာဆိုလို့ရှိရင်လွှတ်တော်ကတော့ဆက်ရှိနေတယ်။ဒါပေမဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုကြတော့သူစိတ်ကြိုက်လူတွေပဲခန့်ပြီးတော့ထားတာမျိုးပေါ့။ပြီးတော့အခြေခံဥပဒေအရဆိုလို့ရှိရင်ဘရင်ရဲ့အာဏာကိုကန့်သတ်ထားတာတွေရှိတယ်။ဒါပေမဲ့သူကတော့အဲ့ဒါတွေဂရုမစိုက်ဘူးလှုပ်ချင်ရလှုပ်တယ်။အဲ့တော့အကျွမ်းမဲ့အာဏာရှင်ပုံစံပြန်ဖြစ်လာတယ်ပေါ့။ပြီးတော့ဒီဘရင်ရေဇာကသူကိုယ်တိုင်လည်းအမျိုးသားရေးသမားတယောက်ဖြစ်ပြီးတော့ဒီအီရန်နိုင်ငံကိုလည်းအမျိုးသားနိုင်ငံ nation state တစ်ခုဖြစ်သူပုံဖော်ခဲ့တယ်ပေါ့နော်သူကဗြိတိရှတွေရဲ့ထောက်ခံမှုနဲ့အာဏာရခဲ့တာဖြစ်ပေမဲ့ဗြိတိရှတွေကိုလည်းတိတ်တော့မျက်နှာသာမပေးဘူးဗြိတိရှတွေတောင်းဆိုတဲ့ဟာတွေလိုချင်တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေလည်းသူကတိတ်ပြီးမလိုက်ရောရုရှားနဲ့ဗြိတိရှနှစ်ဖက်စလုံးကိုသူကမလိုက်ဖဲနဲ့သူကကြတော့ဂျာမနီကိုအထင်ကြီးတာဖြစ်တယ်ပေါ့နော်ဂျာမနီကအင်ဂျင်နီယာတွေငှားပြီးတော့နိုင်ငံအတွက်လိုအပ်တဲ့ infrastructure တွေတိစောက်တယ်ဒီဂျာမနီနဲ့သူနဲ့တော်တော်ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ပေါ့ပြီးတော့သူကရှေ့မှာပြောခဲ့သလိုအမျိုးသားရေးသမားဆိုတော့အီရန်အမျိုးသားရေးစိတ်ဓာတ်ကိုလည်းသူတိစောက်ဖို့ကြိုးစားခဲ့တယ်ပေါ့နော်သူတိစောက်တဲ့အီရန်အမျိုးသားရေးကကြတော့အစ္စလာမစ်အတွေးခေါ်တွေမပါတဲ့အမျိုးသားရေးဖြစ်လာတယ်သူကဒီအီရန်နေမွတ်စလင်မဖြစ်ခင်တုန်းကရှိခဲ့တဲ့ဒီအာခိမီနစ်အင်ပါရာတို့ဆက်ဆီနီယန်အင်ပါရာတို့ရဲ့ကြီးကျယ်မှုတွေကိုပြန်ဖော်ထုတ်ပြီးတော့ဒီအဲ့တုန်းကယဉ်ကျေးမှုတွေနဲ့အီရန်အမျိုးသားရေးကိုတိစောက်တာပြောရမယ်ဆိုရင်လူမျိုးရေးတက်တက်နဲ့ပဲအမျိုးသားရေးကိုတိစောက်တာပေါ့နော်ဘာသာရေးအပိုင်းမှာကြတော့သူကဒီဘာသာရေးနဲ့နိုင်ငံရေးကိုတီးခြားစီထားတဲ့ဒီ secular state ပုံစံကိုထူထောင်ခဲ့တာဖြစ်တယ်ပေါ့နော်အီရန်မှာနှစ်ပေါင်းများစွာတည်းကဒီအမြင့်တွယ်နေတဲ့အစ္စလာမစ်ဥပဒေတွေရှရီယာလောတွေအကုန်လုံးကိုဖျက်သိမ်းပြီးတော့ဘာသာရေးကိုနိုင်ငံရေးကိစ္စတွေကနေပြီးတော့သူကဖယ်ထုတ်ခဲ့တယ်ဒါအပြင်ဒီအမျိုးသမီးတွေကိုဆိုလို့ရှိရင်လည်းဒီခေါင်းဆောင်ပေါ်ပါပေါ့နော် hijab မဝတ်ရဘူးဆိုပြီးတော့အမိန့်ထုတ်တာတွေလုပ်ခဲ့တယ်သူဖြစ်ချင်တာကကြတော့အနောက်တိုင်းပုံစံပေါ့နော်လွတ်လပ်ပွင့်လင်းပြီးတော့ခင့်မိတဲ့နိုင်ငံတစ်ခုဖြစ်စေချင်တာဒီတော့ဒီ modernization ကိုတွားနေရင်းနဲ့တပြိုင်တည်းမှာပဲဒီအစ္စလမ်ဘာသာမပါတဲ့လူမျိုးရေးကိုပဲအခြေခံတဲ့အီရန်အမျိုးသားရေးကိုတိစောက်နေတဲ့ပုံစံဖြစ်တယ်ပေါ့နော်နောက်ပိုင်းဒုတိယကမ္ဘာစစ်ဖြစ်လာတဲ့အခါမှာကြတော့တီးတဲ့အတိုင်းပဲဂျာမနီကဥရောပမှာလူဆိုးဖြစ်နေတဲ့အချိန်ပေါ့နော်အီရန်နဲ့ဒီရှားဘရင်ကလည်းဂျာမနီနဲ့နီးစပ်တာဖြစ်တော့မဟာမိတ်တွေဘက်ကဒီအီရန်ကိုစိုးရိမ်လာတယ်။ British နဲ့ Russia တွေနဲ့ကသူတို့ချင်းချင်းတော့တိတ်မတည့်ပေမဲ့ဒီဒုတိယကမ္ဘာစစ်မှာကြတော့ဂျာမနီနဲ့ဒီနာဇီဝါဒကိုအတူတူပေါင်းတိုက်နေရတဲ့မဟာမိတ်တွေဆိုတော့ဒီဂျာမနီနဲ့နီးစပ်ပြီးတော့မဟာမိတ်လိုဖြစ်နေတဲ့အီရန်ကိုဒီကောင်တွေကိုစောစောစီးဖြုတ်ထားမှရမယ်ဆိုပြီးတော့ရုရှားနဲ့ဗြိတိန်မဟာမိတ်တပ်တွေကအီရန်ကိုကျူးကျော်ပြီးတော့ဒီရှားဘရင်ရေဇာကိုဖြုတ်ချလိုက်တယ်။ဒီရှားဘရင်ရေဇာကိုဖြုတ်ချပြီးတော့တောင်အာဖရိကကိုပို့တယ်။နောက်သူ့သားမိုဟာမက်ရေဇာကိုနန်းတင်ခဲ့တယ်ပေါ့နော်။အီရန်ကရေနံတော်တော်များများကိုလည်းဗြိတိရှတွေကလက်ဝါးကြီးအုပ်ထားလိုက်တယ်။ဒီအရင်သူတို့ဖမ်းလိုက်တဲ့ဘရင်ရေဇာကတော့အဲဒီတောင်အာဖရိကနိုင်ငံမှာပဲတည်တဲ့အထိနေသွားရတယ်ပေါ့နော်။ဒီလိုရှားဘရင်ရေဇာကိုဖြုတ်ချပြီးတော့သူ့သားမိုဟာမက်ရေဇာကိုနန်းတင်ပေးတဲ့အချိန်မှာဒီရှားဘရင်အစ်ရဲ့သူ့သားရဲ့အသက်က22နှစ်ပဲရှိသေးတယ်အဲ့တော့ငယ်သေးတယ်လို့ပြောရမှာပေါ့နော်အဲ့တော့သူကအုပ်ချုပ်ရေးကိုကောင်းကောင်းမကင်တွယ်နိုင်သေးဘူးအဲ့ဒီအချိန်မှာဒီအီရန်မှာနိုင်ငံရေးအာဏာကြီးလာတာကလွှတ်တော်ဖြစ်လာတယ်အဲ့ဒီအချိန်လွှတ်တော်ထဲမှာဩဇာကြီးနေတာကဝန်ကြီးချုပ်မိုဟာမက်မိုဇာဒတ်ပေါ့နော်သူအရှိမပြောခဲ့သလိုရေနံတွေကိုဗြိတိရှတွေကလက်ဝါးကြီးအုပ်ထားတာကိုသူကသဘောမကျဘူးအဲ့တော့ဒီရေနံတွေကိုဝ
ဝန်ကြီးချုပ်မူဆာဒက်ကနိုင်ငံပိုင်အဖြစ်ပြန်သိမ်းတယ်ပြန်သိမ်းပြီးတော့ဗြိတိရှတွေကိုလည်းမောင်းထုတ်ခဲ့တယ်ဒီလိုမျိုးဝန်ကြီးချုပ်မူဆာဒက်ကအင်အားကောင်းလာပြီးတော့ဒီဗြိတိန်တွေကိုမောင်းထုတ်တာတွေဘာတွေဖြစ်လာတော့ဗြိတိန်တွေကလည်းသိတဲ့အတိုင်းပဲငြိမ်ခံလိမ့်မလဲပေါ့နော်အီရန်ကိုစီးပွားရေးပိတ်ဆို့တာတွေဘာတွေလုပ်တယ်ပြီးတော့ဒီကောင်တွေကွန်မြူနစ်ဖြစ်နေပြီဆိုပြီးတော့ဆွဆွဲတယ်အစရှိသဖြင့်ပေါ့နော်ဒီလိုမျိုးနှီးပေါင်းစုံနဲ့တုံ့ပြန်ခဲ့ကြတယ်နောက်တော့ဒီမူဆာဒက်ဝန်ကြီးချုပ်ဖြစ်ပြီးတော့2နှစ်လောက်ကြာ1953မှာတော့အာဏာသိမ်းမရှိတဲ့ရှားဘီရင်ပေါ့နော်လွှတ်တော်အာဏာကြီးတဲ့ခါကျတော့ဘရင်ကသိအာဏာမရှိဘူးအဲ့ဒီရှားဘီရင်နဲ့စစ်တပ်နဲ့ပေါင်းပြီးတော့မူဆာဒက်ကိုအာဏာပြန်သိမ်းခဲ့တယ်အဲ့တော့ဒီအာဏာသိမ်းမှုရဲ့နောက်ကွယ်ကလည်းထုံးစံတိုင်းပဲပံ့ပိုးတာဗြိတိရှနဲ့အမေရိကန်ပဲပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ကာလမှာတော့ဆိုလို့ရှိရင်ဖေးဖြစ်တဲ့ရှားဘီရင်ရေဇာကိုဂျာမနီဖက်စစ်တွေနဲ့ပေါင်းတယ်ဆိုပြီးတော့နန်းချတယ်နောက်အခုအင်အားကြီးလာတဲ့ဝန်ကြီးချုပ်မူဆာဒက်ကိုလည်းကွန်မြူနစ်လို့ဆွဆွဲပြီးတော့အာဏာသိမ်းမှုအမေရိကန်နဲ့ဗြိတိန်တို့ကပံ့ပိုးတယ်ဒါအခုဆိုလို့ရှိရင်တော့စစ်ရေးတိုက်ပွဲကာလရောက်သွားပြီပေါ့နော်1950ကျော်ဆိုတော့ဒီတော့အီရန်နိုင်ငံသားတွေရဲ့စိတ်ထဲမှာကဒီရှားဘီရင်မိုဟမ်မက်ရေဇာကအနောက်နိုင်ငံတွေရဲ့ရုပ်သေးရုပ်ဖြစ်နေပြီဆိုပြီးတော့နားလည်လာကြတယ်ဒီသားဖြစ်တဲ့မိုဟမ်မက်ရေဇာလက်ထက်မှာလည်းသူ့ဖေတုံးကလိုပဲ modernization အစီအစဉ်တွေဆက်လုပ်ခဲ့တယ်သူ့လက်ထက်မှာဆိုလို့ရှိရင်သူ့ဖေထထောင်မှာပို့ပြီးတော့ဒီခေတ်မျိုးဖွံ့ဖြိုးရေးအလုပ်ငန်းတွေပို့လုပ်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီအစ္စလမ်ရှီယိုက်ဘာသာရေးကောင်းဆောင်တွေစီကနေပြီးတော့မြေတွေဘာတွေတိမ့်တာမျိုးတွေအထိသူကလှုပ်လာတယ်သူ့ဖေလိုပဲအစ္စလမ်ဘာသာကိုနေရာတိတ်မပေးတော့ဘူးပေါ့ပြီးတော့အမျိုးသမီးတွေကိုကြောင်းတက်ဖို့နောက်ပညာသင်ဖို့ပြီးတော့အလုပ်လုပ်ဖို့စသဖြင့်ပေါ့နော်ဒီလိုမျိုးတွေသူ encourage လုပ်ခဲ့တယ်ပြီးတော့အမျိုးသမီးမဲပေးခွင့်တွေရလာတယ်အဲ့တော့အမျိုးသမီးတွေရဲ့လွတ်လပ်ခွင့်ကတော်တော်လေးရပြီးတော့အီရန်ကလည်းတော်တော်လေး liberal ဖြစ်တဲ့နိုင်ငံပုံစံမျိုးဖြစ်လာတယ်ပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ westernization ပေါ့နော်အနောက်တိုင်းပုံစံတွင်းတာပေါ့အဲ့ဒါကို white revolution အဖြူရောင်တော်လှန်ရေးဆိုပြီးတော့ခေါ်ကြတယ်ဒီတော့ခေတ်ဆက်ဆက်က အီရန်မှာထိတ်ဆုံးမှာရှိခဲ့တဲ့စင်မောကနေလာတဲ့ရှီယိုက်ဘာသာရေးကောင်းဆောင်တွေအတိုင်းဝိုင်းနဲ့ဒီရှေးရိုးဆွဲသမားတွေအနေနဲ့ကြတော့ဒီအခြေအနေကိုသူတို့ကတော်တော်လေးသဘောမကျဘူးဒီဘရင်လုံနေတဲ့အခုလိုမျိုးခိမိဖွံ့ဖြိုးဖို့အနောက်တိုင်းပုံစံတွင်းနေတဲ့ဟာတွေကိုဒီဘက်ကရှီယိုက်ရှေးရိုးဆွဲအုပ်စုကစန့်ကျင်နေတယ်ပေါ့အဲ့ဒီရှီယိုက်ဘာသာရေးအတိုင်းဝိုင်းမှာဥဆောင်ပြီးတော့ရှားဘီရင်ကိုစန့်ကျင်နေတာကအနောက်ဖြစ်လာမဲ့အစ္စလာမစ်တော်လှန်ရေးကိုဥဆောင်တဲ့အာယာတိုလာခိုမီနီအဲ့တော့ရှားဘီရင်နဲ့ဒီအစ္စလမ်ဘာသာရေးဆရာတွေကြားထဲမှာဆိုလို့ရှိရင်တင်းမာမှုရှိနေတဲ့အခြေအနေပေါ့ဒီလိုတင်းမာနေတဲ့အချိန်မှာရှားဘီရင်ကဘာသာရေးကောင်းဆောင်အာယာတိုလာခိုမီနီကိုဖမ်းပြီးတော့ထောင်ချပလိုက်တယ်နောက်ထောင်ကထွက်လာတော့လေပြည်နယ်နဲ့ထပ်ပြီးတော့ပေးခဲ့တယ်ပေါ့နော်အဲ့တော့ပြည်နယ်နဲ့ပေးခံတဲ့အာယာတိုလာခိုမီနီလည်းတူရကီတို့အီရတ်တို့နောက်ပြင်သစ်တို့မှာတွားပြီးတော့ရွှေ့ပြောင်းပြီးတော့နေခဲ့ရတယ်ပေါ့ဒီကြားထဲမှာအီရန်အတွက်ထူးထူးခြားခြားအပြောင်းလဲတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါက1983မှာယွန်ကပူစစ်ပွဲဖြစ်တယ်ပေါ့နော်ဒီစစ်ပွဲကအီဂျစ်နဲ့ဆီးရီးယားနဲ့ကအစ္စရေးကိုတိုက်တာအီရန်နဲ့တိုက်ရိုက်ဆိုင်တာတော့မဟုတ်ဘူးအဲ့တော့ဒီအစ္စရေးတွေရဲ့ဘာသာရေးအထွတ်မြတ်နေ့ဖြစ်တဲ့ဒီယွန်ကပူနေ့မှာဝင်တိုက်လို့ဒီယွန်ကပူစစ်ပွဲဆိုပြီးတော့ခေါ်တာပေါ့နော်အစ္စရေးနဲ့ဒီအီဂျစ်တို့ဆီးရီးယားတို့မွတ်စလင်နိုင်ငံတွေစစ်ဖြစ်ကြတဲ့အခါကျတော့ထုံးစံတိုင်းပဲအစ္စရေးနောက်မှာဆိုလို့ရှိရင်အမေရိကန်လိုမျိုးအနောက်နိုင်ငံတွေကထောက်ပံ့ပေးသလိုဒီအစ္စလမ်နိုင်ငံတွေဘက်ကလည်းဆော်ရီတို့ကူဝိတ်တို့နောက်အီရတ်တို့ပေါ့နော်ဒါသူတို့တွေကထောက်ပံ့ပေးကြတယ်ဒီတော့အစ္စရေးကိုထောက်ပံ့နေတဲ့အနောက်နိုင်ငံတွေကိုအာရပ်နိုင်ငံတွေကစီမရောင်းပေးတော့ဘူးဆိုပြီးတော့ဖြစ်လာတယ်အဲ့လိုမျိုးဒီအာရပ်နိုင်ငံတွေကစီမရောင်းပေးတော့ကမ္ဘာမှာလောင်စာဆီပြက်လက်မှုဖြစ်လာပြီးတော့ဒီရေနံဈေးကလည်း၄ဆလောက်ထိခုန်တက်သွားတယ်ပေါ့အဲ့တော့ဒီအချိန်မှာအီရန်ကကြတော့သူကအစ္စလာမစ်နိုင်ငံဖြစ်ပေမဲ့သူကဒီဆွန်နီမွတ်စလင်နဲ့မတူဘဲနဲ့သူကရှီယိုက်ဖြစ်နေတာရောပြီးတော့အဲ့ဒီအချိန်မှာဒီရှားဘီရင်ကိုကြိုးကင်ထားတာကအနောက်နိုင်ငံတွေဖြစ်နေတာရောဆိုတော့သူကအစ္စလမ်တွေဘက်ကမပါဘဲနဲ့အေးဆေးပဲသူကစီရောင်းပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုစီရှားပြီးတော့ဈေးတွေအရန်တက်နေတဲ့အချိန်မှာအီရန်တနိုင်ငံတွေကပဲစီရောင်းပေးတာဆိုတော့သူကပတ်စံတော်တော်လေးရပြီးတော့ထောသွားတယ်လို့ပြောရမှာပေါ့ဒီတော့ပတ်စံတော်တော်ရသွားတဲ့အီရန်ကလည်းမြန်မြန်ဆန်ဆန်ခဏလေးအတွင်းမှာချမ်းသာလာပြီးတော့ဒီရတဲ့ပတ်စံတွေကိုနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာတော်တော်များများပြန်ပြီးတော့သုံးခဲ့တယ်စက်ရုံတွေစောက်တာတို့ပြီးတော့တခြား infrastructure တွေစောက်တာတို့နောက်စစ်တပ်အင်အားကောင်းတိစောက်တာတို့ပြီးတော့ပညာရေးလိုကဏ္ဍအစရှိသဖြင့်ပေါ့နော်ဒီလိုမျိုးတွေအများကြီးလုပ်ခဲ့တယ်အဲ့တော့ဒါကတော့1983ဒီလောင်စာဆီအကြက်တဲမှာအီရန်ကအမျက်ထွက်ခဲ့တဲ့အကြောင်းပေါ့နော်အဲတုန်းကအီရန်ကအစ္စရေးကိုတောင်စီရောင်းပေးခဲ့သေးတယ်လို့ပြောကြတယ်ဒီတော့တခြားအစ္စလာမ်နိုင်ငံတွေအနေနဲ့ကအီရန်ကိုတော်တော်တင်းကြတာပေါ့နော်တခြားဆွန်နီနိုင်ငံတွေအပြင်အီရန်နိုင်ငံပြည်သူတွေကလည်းဒါကိုတိတ်တော့မကျေနပ်ဘူးသူဆွန်နီနဲ့ရှီယိုက်နဲ့ကွဲနေပေမဲ့အစ္စရေးနဲ့ဖြစ်တဲ့ကိစ္စမှာကြတော့အီရန်ပြည်သူတွေကသူမွတ်စလင်တွေချင်းချင်းဘက်ကပဲပါကျင်တာအစ္စရေးကိုသူတို့ကမကြိုက်ဘူးဒါကိုရှားဘီရင်ကဒီအစ္စရေးကိုစီရောင်းပေးတယ်ဆိုတဲ့အခါကျတော့ပြည်သူတွေကမကျေနပ်ဘူးပေါ့နော်ဒီအချက်ကဒီတိုင်းပြည်ကနေပြီးတော့ထွက်ပြေးနေရတဲ့အာယာတိုလာခိုမီနီအတွက်သူကဒီရှားဘီရင်ကိုထိုးနှက်ဖို့အတွက်အကွက်တကွက်ဖြစ်သွားတယ်ပေါ့နော်အာယာတိုလာခိုမီနီကပြည်နေပေးခံထားရပေမဲ့လေသူကဒီကက်ဆက်ခွေတွေကနေပြီးတော့တစင်တရားဟောပြီးတော့အီရန်ပြည်သူတွေကိုသူကတစ်ချိန်လုံးသူစီးယုံနေတာပေါ့နော်အုံကြွဖို့အတွက်ကိုသူကအမြဲတမ်းလှုံ့ဆော်နေတာပေါ့ဒီတော့အခုလိုမျိုးပြဿနာတွေဖြစ်လာတဲ့အခါမှာကြတော့ဒီ
ဒီခိုမီနီကိုထောက်ခံမှုကပို့ပြီးတော့အားကောင်းလာတယ်တစ်ဖက်မှာလည်းရှားဘရင်ရဲ့ဒီ modernization အလုပ်တွေကမျိုးပေါ်နေလူဒန်းစားအတွက်ပဲသူကအကျိုးရှိနေတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ကြေးလက်ကလူတွေအတွက်ကြတော့တိတ်ပြီးတော့မထူးအဲ့တော့လူဒန်းစားကကွဲသလိုဖြစ်လာတယ်ပညာတတ်လူဒန်းစားတွေဒီအနောက်တိုင်းဆန်တဲ့မြို့နေလူဒန်းစားတွေကကောင်းစားနေပေမဲ့ဒီကြေးလက်ကရှေးရိုးဆွဲအစ္စလမ်ဘာသာဝင်တွေအတွက်ကြတော့အခွင့်အရေးကတိတ်မရှိဘူးဖြစ်နေပေါ့နော်ပြီးတော့ရှားပြင်ကဒီအနောက်တိုင်းပုံစံခင်မီဖွံ့ဖြိုးရေးတွေဘာတွေသာသူကလုံနေပေမဲ့သူ့နိုင်ငံထဲမှာကြတော့ဒီနိုင်ငံရေးအတိုက်ခံတွေအားလုံးကိုဖမ်းဆီးတာတို့ထောင်ချတာတို့စသဖြင့်ပေါ့နော်ဒီလိုမျိုးဖိနှိပ်နေတာဖြစ်တယ်အဲ့တော့ပြည်တွင်းကဒီလိုမကျေနပ်ချက်တွေနဲ့ဒီပြည်ပကခိုမီနီရဲ့စီးရုံးလှုံ့ဆော်မှုတွေပေါင်းသွားတဲ့အခါမှာကြတော့1988မှာအစ္စလာမစ်တော်လှန်ရေးဖြစ်လာတယ်အဲ့တော့ရှားပြင်လည်းဒီအခြေအနေတွေမထိန်းနိုင်တော့ဘဲနဲ့1989မှာနိုင်ငံကနေပြီးတော့ထွက်ပြေးခဲ့ရတယ်ရှားပြင်ထွက်ပြေးပြီးတဲ့အချိန်မှာတော့အယာတိုလာခိုမီနီအီရန်ကိုပြန်လာပြီးတော့အာဏာရခဲ့တယ်ခိုမီနီပြန်လာပြီးတော့1989မှာအခြေခံဥပဒေတစ်ခုပြဋ္ဌာန်းခဲ့ပြီးတော့လူထုဆန္ဒခံယူပွဲနဲ့ဒီအခြေခံဥပဒေကိုအတည်ပြုခဲ့တယ်အဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်အီရန်နိုင်ငံရဲ့တရားဝင်နာမည်ကအီရန်အစ္စလာမစ်သမ္မတနိုင်ငံဆိုပြီးတော့ဖြစ်လာတယ်1989အခြေခံဥပဒေအရအီရန်ရဲ့နိုင်ငံရေးပုံစံကလည်းဒီအရှိကရှားဘရင်လက်ထက်နဲ့ဆိုလို့ရှိရင်လုံးဝပြောင်းပြန်လှန်လိုက်သလိုပြောင်းလဲသွားပြန်တယ်ရှားဘရင်လက်ထက်မှာဘာသာရေးကိုနိုင်ငံရေးကနေပြီးတော့ဖယ်ထုတ်ထားတဲ့ secular state ပုံစံဖြစ်ပေမဲ့အခုခိုမီနီရဲ့1989အခြေခံဥပဒေမှာကြတော့ဘာသာရေးကနိုင်ငံရေးမှာလွှမ်းမိုးထားတဲ့ပုံစံ theocratic state ပုံစံပြန်ဖြစ်လာတယ်ပေါ့အဲ့တော့ခါမီနီရဲ့နိုင်ငံရေးအယူအဆက guardianship of the Islamic jurist ပေါ့အစ္စလမ်ဥပဒေပညာရှင်များရဲ့ထိန်းကျောင်းမှုဆိုတဲ့ပုံစံဖြစ်တယ်ပေါ့နော်ပြောချင်တာကအစ္စလမ်ဘာသာရေးပညာရှင်တွေကနိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာကိုရယူထားတဲ့ပုံစံဖြစ်တယ်ပြီးတော့သူကဒီလိုမျိုးနိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာကိုရယူထားတဲ့အပြင်အီရန်မှာရိုးရိုးစစ်တပ်ရှိတယ်ပေါ့နော်အဲ့ဒီအပြင်ကိုသူကဒီ IRGC လို့ခေါ်တဲ့ Islamic တော်လှန်ရေးအစောင့်တပ်ကိုပါဖွဲ့စည်းခဲ့တယ်နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ IRGC ကရိုးရိုးအီရန်စစ်တပ်ထက်ကိုပို့ပြီးတော့အင်အားကောင်းလာတာပေါ့နောက်ဥပဒေရေးကိစ္စတွေမှာဆိုလို့ရှိရင်လည်း Islamic ဥပဒေပေါ့နော်ဒီ Sharia law ကတရားစီရင်ရေးကိစ္စတွေမှာအရေးပါဆုံးဖြစ်လာတယ်ဒီရှားဘရင်လက်ထက်ကရှိခဲ့တဲ့အနောက်တိုင်းလွှမ်းမိုးတဲ့ယဉ်ကျေးမှုတွေဝတ်စားဆင်ရင်မှုတွေအားလုံးကိုပိတ်ပစ်ခဲ့တယ်ရုပ်ရှင်တွေတခြင်းတွေမကြည့်ရဘူးနားမထောင်ရဘူးဆိုတာမျိုးတွေပြီးတော့မျိုးသမီးတွေလည်းအရင်လိုမျိုးလွတ်လပ်ခွင့်မရတော့ဘဲနဲ့ခေါင်းဆောင်ပေါ်က hijab ဝတ်ရမယ်ဆိုတာမျိုးတွေပြန်ဖြစ်လာတယ်နိုင်ငံရေးမှုဝါဒမှာဆိုလို့ရှိရင်လည်းအရင်ရှားဘရင်လက်ထက်ကရှိခဲ့တာတွေအကုန်လုံးဖြတ်သိမ်းပြီးတော့နောက်နိုင်ငံတွေနဲ့အဆက်အသွယ်ဖြတ်လိုက်တယ်ရှားဘရင်လုပ်ခဲ့တာတွေအကုန်လုံးကိုဒီခိုမီနီကပြောင်းပြန်လုပ်ခဲ့တယ်လို့ပြောပေမဲ့လည်းနိုင်ငံရေးအတိုက်အခံတွေကိုဖိနှိပ်တဲ့နေရာမှာတော့ရှားဘရင်နဲ့တိတ်မထူးဘူးပေါ့နော်ရှားဘရင်လက်ထက်ကဝန်ထမ်းတွေတော်တော်များများကိုတပ်ပစ်ခဲ့တာအပြင်ဒီနိုင်ငံရေးပါတီတွေအကုန်လုံးလည်းဖျက်သိမ်းခဲ့တယ်ပြီးတော့အတိုက်အခံအားလုံးကိုအဲ့လိုပဲဖိနှိပ်ထားတယ်ပေါ့နော်အဲ့တော့သူတို့ပဲအမြဲတမ်းနေရာရနေအောင်လုပ်ထားတာပေါ့သူကအစ္စလမ်ဘာသာရေးကိုဦးစားပေးတဲ့နိုင်ငံဖြစ်ပေမဲ့လည်းထုံးစံတိုင်းပဲတခြားဆွန်နီနိုင်ငံတွေနဲ့ကတော့မတည့်ပြန်ဘူးဆွန်နီရှီယိုက်ကွဲနေတာအပြင်ဒီခိုမီနီတို့ကဆွန်နီနိုင်ငံတွေကိုလည်းသူကတစ်ချိန်လုံးဝေဖန်နေတာဖြစ်တယ်ပေါ့နော်အဲ့ချိန်တွေကဒီကောင်တွေကအစ္စလမ်နီးမကြဘူးဘာညာပေါ့အီရန်ရဲ့အုပ်ချုပ်ရေးစနစ်ကသာအစ္စလမ်အုပ်ချုပ်ရေးပုံစံအစစ်မှန်ဖြစ်တယ်ပေါ့နော်ဆွန်နီတွေဘက်မှာဆိုလို့ရှိရင်ဥဆောင်တာကလည်းဆော်ဒီနိုင်ငံဖြစ်တဲ့ခါကျတော့ဒီဆော်ဒီကိုအနောက်ကဘက်ကပ်ပေးထားတာကအမေရိကန်ဆိုတော့ဒီကောင်တွေကနောက်တိုင်းကခိုင်းတဲ့တိုင်းလိုက်လုံနေတဲ့ကောင်တွေပေါ့အဲ့လိုမျိုးသူကအများအားဝေဖန်နေပြီးတော့သူကဒီသူ့ရဲ့ရှီယိုက်အယူအဆနဲ့ဒီခိုမီနီရဲ့နိုင်ငံရေးပုံစံကိုဒီတခြားအစ္စလာမ်နိုင်ငံတွေကဖြန့်ဝေပြီးတော့တခြားနိုင်ငံတွေမှာရှိတဲ့ဒီရှီယိုက်မွတ်စလင်တွေကိုထောက်ပံ့တာမျိုးတွေလုပ်လာတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်လက်ဘနွန်ကဟစ်ဇ်ဘိုလာတို့ယီမင်ကဟူသီတို့ဒီလိုအဖွဲ့တွေကိုထောက်ပံ့တာမျိုးတွေပေါ့အဲ့တော့ဒီလိုရှီယိုက်မွတ်စလင်တွေကိုအီရန်ကထောက်ပံ့နေတာကတစ်ဖက်ကဆွန်နီမွတ်စလင်တွေအတွက်ကြတော့ဒီကိစ္စကခေါင်းကိုက်စရာဖြစ်တယ်ခိုမီနီကအစ္စလမ်ကဘာမှာသူ့ရဲ့ဒီရှီယိုက်မွတ်စလင်နဲ့နိုင်ငံရေးအယူအဆတွေကိုဖြန့်ဝေနေတာဖြစ်ပြီးတော့သူကအစ္စလမ်ခေါင်းဆောင်အဖြစ်ရှိနေကြတာဖြစ်တယ်လို့ပြောကြတယ်ပေါ့နော်ဒီလိုနဲ့1989မှာခိုမီနီအာဏာစရပြီးတော့နောက်နှစ်1980မှာပဲအီရတ်ကအီရန်ကိုကျူးကျော်ခဲ့တယ်အီရန်ကအရှိမပြောခဲ့သလိုအစိုးရပြောင်းလဲတွေနဲ့ဒီလိုနိုင်ငံရေးရမတည်ငြိမ်တာပေါ့နော်ဒီခိုမီနီအာဏာရတာတစ်နှစ်ပဲရှိသေးတယ်ဆိုတော့အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့အီရတ်ကကျူးကျော်ခဲ့တာတစ်ဖက်မှာဒီခုနကပြောသလိုရှီယိုက်ဘာသာရေးအယူအဆတွေကိုဖြန့်ဝေနေတာကိုလည်းမကြိုက်တာပါတာပေါ့နော်အဲ့ဒါကိုတားကျင်တာလည်းပါတာပေါ့အဲ့တုန်းကအီရတ်ကဆရန်ဟူစိန်လက်ထက်အဲ့တော့ဒီအီရတ်ရဲ့ကျူးကျော်မှုကိုအဲ့တုန်းကအီရန်ကကောင်းကောင်းပြန်တိုက်ခဲ့နိုင်ပြီးတော့နောက်ပိုင်းမှာတော့အီရတ်တွေပြန်ဆုတ်သွားရတယ်ပေါ့နော်ဒါအဲ့တုန်းကလည်းအီရန်ဘက်ကခလေးစစ်သားတွေအများကြီးတုံးပြီးတော့ရှေ့ဆုံးကနေတက်ခိုင်းပြီးတော့မိုင်းရှင်းခိုင်းတာတွေပါလုပ်တယ်ဆိုပြီးတော့ပြောကြတယ်အခုလိုမျိုးနိုင်ငံအသစ်တီထောင်ငါစမတည်ငြိမ်သေးတဲ့အချိန်မှာတိုက်ရတဲ့တိုက်ပွဲဆိုတော့အားလုံးကအီရတ်ပဲနိုင်မယ်လို့ထင်တာဒါပေမဲ့လည်းအီရန်ကကောင်းကောင်းခုခံနိုင်ခဲ့ပြီးတော့အီရတ်တွေပြန်ဆုတ်သွားတဲ့ဒီကိုတိုက်ခိုက်နိုင်ခဲ့တယ်ဒီလိုတိုက်ခိုက်နိုင်မှုအတွက်အဓိကတွန်းအားတော့ထုံးစံတိုင်းဘာသာရေးပဲခိုမီနီကအခုတိုက်ပွဲကဘုရားသခင်အတွက်တိုက်တာဘာညာစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေစီယုံမင်းကုန်းတွေပြောပြီးတော့တိုက်ခိုက်ခဲ့တာပေါ့
အဲ့တော့အီရန်တွေပြန်ဆုတ်သွားပြီးတော့နောက်ပိုင်းမှာတော့ဒီစစ်သွေးစစ်မှန်တက်ကြွနေတဲ့ခိုမီနီနဲ့ဒီအီရန်တပ်တွေနဲ့ကအမှန်တွေမရက်ပဲနဲ့သူကအီရတ်တွေကိုအီရတ်နိုင်ငံထဲအထိအနောက်ကနေလိုက်တိုက်တယ်အဲ့တော့သူတို့ရဲ့အကြံကကြတော့အီရတ်ကိုသိမ်းပိုက်မယ်ပြီးရင်ဆဒမ်ဟူစိန်ကိုဖြုတ်ချပြီးတော့အီရတ်ကိုလည်းရှီယိုက်နိုင်ငံဖြစ်အောင်လုပ်မယ်ပေါ့တကယ်လဲအီရတ်မှာကပြည်သူအများစုကရှီယိုက်မွတ်စလင်တွေခေါင်းဆောင်ဖြစ်တဲ့ဆဒမ်ဟူစိန်ကတော့ဆွန်နီပေါ့နော်ဒါပေမဲ့ပြည်သူတွေကကြတော့ရှီယိုက်တွေများတယ်အီရတ်မှာအဲ့တော့ခါမီနီစဉ်းစားတာကဒီအီရတ်ကိုတိုက်ရတာတိတ်ခတ်မှာမဟုတ်ဘူးပေါ့နော်ဘာလို့ဆိုရှီယိုက်တွေများတဲ့အခါကြတော့ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာဒီဆဒမ်ဟူစိန်အစိုးရကိုတခြားဆွန်နီနိုင်ငံတွေအပါအဝင်အနောက်နိုင်ငံတွေအကုန်လုံးကဒီဆဒမ်ဟူစိန်နဲ့ဒီအီရတ်ဘက်ကနေပြီးတော့ထောက်ပံ့ခဲ့တယ်အဲ့တော့အီရန်တွေလည်းအီရတ်ကိုမရခဲ့ဘူးပေါ့နော်အချိန်တွေကတော့အရင်တိုင်းပဲအီရတ်ကလည်းအီရန်ကိုကျူးကျော်တာမရဘူးနောက်အီရန်ကလည်းအီရတ်ကိုထပ်တိုက်တာမရဘူးဒါပေမဲ့ဒီတိုက်ပွဲတွေက10နှစ်လောက်ကြာခဲ့ပြီးတော့အဲ့ဒီအချိန်မှာအကျိုးဆက်အနေနဲ့တော့အီရန်ကတကမ္ဘာလုံးနဲ့တယောက်ဖြစ်သွားတယ်ဒီတော့ဒီအီရန်စစ်ပွဲကလည်းဒီဆွန်နီနဲ့ရှီယိုက်တွေကြားတဲ့တင်းမာမှုကိုပိုဆိုးစေတဲ့အချက်တွေတစ်ချက်ဖြစ်လာတယ်ပေါ့နော်ပြီးတော့ဒီအီရန်နဲ့အီရန်တိုက်ပွဲဖြစ်နေတဲ့အချိန်ကာလအတွင်းမှာပဲ1982မှာအစ္စရေးကလက်ဘနွန်ကိုကျူးကျော်တယ်ဒါကလည်းပါလက်စတိုင်းတွေကလက်ဘနွန်နိုင်ငံထဲကနေပြီးတော့မှတဆင့်ဒီအစ္စရေးကိုသွားတိုက်တာကြောင့်မို့လို့အစ္စရေးကပြန်တိုက်ဖို့အတွက်လက်ဘနွန်ထဲကိုဝင်ရတာလို့ပြောတယ်ပေါ့နော်အဲ့ဒီကနေတဆင့်လက်ဘနွန်ထဲဒီအစ္စရေးကဝင်တိုက်ပြီးတော့ပြန်မထွက်တော့ဘဲနဲ့ဒီလက်ဘနွန်နိုင်ငံရဲ့မြို့တော်ဘေရွတ်ကိုပါတင်ထားတဲ့အခြေအနေပေါ့အဲ့တော့အရှေ့လေပိုင်းကြောင်းပြောရတာလေဒီလိုပဲတော်တော်လေးတော့ရှုပ်တယ်ပေါ့နော်ဒီတော့အစ္စရေးဂျူးတွေကလက်ဘနွန်မြို့တော်ကိုတင်ထားတာဆိုတော့ဒါကိုထုံးစံတိုင်းမွတ်စလင်ကဘာကမကျေနပ်ဘူးဒီအခြေအနေကိုခွင့်ကောင်းယူတာကအီရန်ကခိုမီနီကအခုလိုမျိုးအစ္စလမ်နိုင်ငံတစ်ခုကိုအစ္စရေးကကျူးကျော်တာမခံနိုင်ဘူးဆိုပြီးတော့ဒီလက်ဘနွန်ကိုကူညီဖို့ဆိုပြီးတော့သူ့ရဲ့ IRGC တပ်ဖွဲ့ဝင်1500လောက်ကိုလက်ဘနွန်ကိုလှုပ်ခဲ့တယ်လက်ဘနွန်ကိုကူညီမယ်လို့ပြောပေမဲ့လည်းတကယ်တမ်းမှာတော့အဲ့ဒီသူ့ရဲ့တပ်တွေကလက်ဘနွန်မှာရှိနေတဲ့ရှီယိုက်မွတ်စလင်အဖွဲ့တွေကိုပဲထောက်ပံ့ခဲ့တာအဲ့တော့ Hezbollah အဖွဲ့ပေါ့နော်သူတို့ကိုစီးရေးလေ့ကျင့်ပေးတာတွေနောက်လက်နက်ထောက်ပံ့ပေးတာတွေပါလုပ်ခဲ့တယ်အဲ့တော့ဒါကလက်ဘနွန်အခုလိုမျိုးဒီအစ္စရေးနဲ့ဖြစ်ပြီးတော့တိမ့်ပိုက်ခံထားရတာကိုအခွင့်ကောင်းယူပြီးတော့လက်ဘနွန်မှာရှိနေတဲ့ရှီယိုက်မွတ်စလင်တွေအားကောင်းလာဖို့နဲ့ခိုမီနီကသူ့ရဲ့ဩဇာကိုဒီအစ္စလမ်ကဘာမှာသူ့ရဲ့ဩဇာပိုကြီးလာအောင်တိဆောက်တာဖြစ်တယ်လို့ပြောကြတယ်ပေါ့နော်အဲ့ဒီအချိန်ကစပြီးတော့လက်ဘနွန်မှာဆိုလို့ရှိရင်လည်း Hezbollah တွေတော်တော်လေးအားကောင်းလာတယ်နောက်1989မှာတော့အာယာတိုလာခိုမီနီတည်ပြီးတော့နောက်ထပ်အီရန်နိုင်ငံရဲ့အဓိပတိအနေနဲ့ခါမီနီတက်လာတယ်ပေါ့နော်ခါမီနီတက်လာပြီးနောက်ပိုင်းမှာလည်းအီရန်မှာနိုင်ငံရေးပြောင်းလဲရအကြီးမားတော့မရှိဘူးအရင်ခိုမီနီလက်ထက်လိုပဲအုပ်ချုပ်ရေးရောဘာသာရေးရောအပြောင်းလဲသိမရှိဘူးပေါ့နော်ဒါပေမဲ့ဒီခါမီနီကကြတော့သူ့လက်ထက်မှာဆိုလို့ရှိရင်သူ့ရဲ့နေရာပေါ့နော်ဒီအဓိပတိနေရာကိုပို့ပြီးတော့အာဏာရှိလာအောင်အခြေခံဥပဒေပြင်ဆင်တာတွေပါတော့နေပါလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီခါမီနီအာဏာရပြီးတဲ့နောက်ပိုင်း10နှစ်လောက်အထိကတော့အပြောင်းလဲထူးထူးခြားခြားသိမရှိဘူးဒါပေမဲ့2003ခုနှစ်မှာအမေရိကန်တွေကအီရတ်ကိုကျူးကျော်ပြီးတော့ဆဒမ်ဟူစိန်ကိုဖြုတ်ချတယ်အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တော့အီရတ်မှာအစိုးရတွေကလူများစုဖြစ်နေတဲ့ရှီယိုက်တွေကအောင်ပွဲခံကြပြီးတော့လူနည်းစုဖြစ်တဲ့ဆွန်နီတွေနဲ့အထီးကရုံးတွေဖြစ်ခဲ့ကြတယ်ပေါ့နော်အဲ့တော့အီရတ်ကဒီဆွန်နီနဲ့ရှီယိုက်နဲ့ဂျားထဲမှာဖြစ်တဲ့အထီးကရုံးတွေမှာဆွန်နီတွေရဲ့နောက်မှာဆိုလို့ရှိရင်အယ်ခိုင်ဒါနဲ့ဒီဆော်ဒီနိုင်ငံတို့ကထောက်ပံ့ပြီးတော့ရှီယိုက်အဖွဲ့တွေကိုကြတော့အီရန်ကထောက်ပံ့ခဲ့တယ်အဲ့တော့2006ခုနှစ်မှာဆိုလို့ရှိရင်အီရတ်ကရှီယိုက်ပလီတွေတိုက်ခိုက်ခံရပြီးတော့ဆွန်နီနဲ့ရှီယိုက်တွေရဲ့တပ်ပွဲတွေကလည်းတော်တော်လေးကြမ်းလာတယ်လမ်းမှာကိုတွေ့လို့မရတဲ့အခြေအနေပေါ့နော်လမ်းမှာတွေ့တာနဲ့ကိုရိုက်ကြတက်ကြဖြစ်နေတဲ့အခြေအနေပေါ့အဲ့တော့အီရတ်မှာလူနည်းစုဖြစ်တဲ့ဆွန်နီတွေကတော့ခံရတာပုံများတယ်အဲ့ဒီအချိန်မှာဒီအီရတ်မှာကာဇာလီ network ဆိုတဲ့လက်နက်ကိုင်အဖွဲ့ကအားကောင်းလာတယ်ပေါ့နော်အဲ့ဒါရှီယိုက်လက်နက်ကိုင်အဖွဲ့ပေါ့အဲ့တော့ဒီအဖွဲ့ကိုလည်းနောက်ကွယ်ကနေပြီးတော့ပံ့ပိုးပေးထားတာအီရန်ပဲအဲ့တော့ဒီဆွန်နီနဲ့ရှီယိုက်နဲ့လူစုတွေကဒီအီရတ်ကလမ်းတွေပေါ်မှာရိုက်ပွဲတွေတပ်ပွဲတွေဖြစ်နေတဲ့အချိန်မှာပဲဒီဆွန်နီမွတ်စလင်နိုင်ငံတွေနဲ့ရှီယိုက်နိုင်ငံဖြစ်တဲ့အီရန်ကလည်းတင်းမာနေတဲ့အခြေအနေဖြစ်နေတာပေါ့နော်ဒီဆွန်နီတွေကိုအနောက်ကနေပြီးတော့အဓိကကြောတော့နောက်ခံပေးထားတာကဆော်ဒီဖြစ်တယ်ဆိုပြီးတော့အီရန်ကဆွဆွဲတယ်ပေါ့နော်နောက်ပိုင်းဆဒမ်ဟူစိန်ကြိုးပေးခံရပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဆွန်နီတွေဘက်ကတီးမခံနိုင်တော့ဘဲနဲ့အီရတ်ပါဝင်အိန္ဒိယတို့နောက်ပါလက်စတိုင်းတို့ကပါဒီဆွန်နီလူထုတွေကဇာဏပြပွဲတွေအကြီးကျယ်လုပ်ခဲ့ကြတယ်အဲ့တော့ဒီဆွန်နီလူအုပ်ကြီးရဲ့အဓိကမကျေနပ်တာကသူအမေရိကန်နဲ့ရှီယိုက်မွတ်စလင်တွေနဲ့သူအဓိကမကျေနပ်တာသူတို့ကဒါအမေရိကန်နဲ့ရှီယိုက်တွေနဲ့ကိုမကျေနပ်ဘူးမုန်းတယ်လို့ပြောတယ်ပေမဲ့တကယ်နဲ့အမေရိကန်နဲ့ရှီယိုက်အီရန်တွေနဲ့ကလည်းတဲ့နေတာမဟုတ်ပြန်ဘူးအဲ့တော့ဆွန်နီတွေကအမေရိကန်နဲ့ရှီယိုက်တွေကိုမုန်းနေသလိုရှီယိုက်တွေကလည်းဆွန်နီတွေနဲ့အမေရိကန်တွေနဲ့အတူတူပဲဒီကောင်တွေဆော်ဒီကိုယ်တိုင်ကအမေရိကန်ရဲ့ခိုင်းဘက်နိုင်ငံဖြစ်တယ်ဆိုပြီးတော့သူတို့အဲ့လိုမျိုးအပြန်အလှန်တစ်ဖက်နဲ့တစ်ဖက်ဆွဆွဲနေကြတာဖြစ်တယ်ပေါ့နော်အနောက်နိုင်ငံတွေခိုင်းတာလိုက်လုပ်ပြီးတော့ဒီအစ္စလမ်ကဘာကိုဖျက်ဆီးနေတဲ့ဆော်ဒီနိုင်ငံကိုကဘာနေပြီးတော့ဖျောက်ပစ်ရမယ်ဆိုပြီးတော့အီရန်တွေကပြောတယ်ပြီးတော့ဒီအီရန်ကိုအမေရိကန်ဦးဆောင်တဲ့အနောက်နိုင်ငံတွေရောနောက်ဆွန်နီမွတ်စလင်နိုင်ငံတွေရောအားလုံးဝိုင်းပြီးတော့ဒီလောက်ထိသူ့ကို
စန့်ကျင်နေတာတော့မှာပေါ့နော်သူ့ကိုအားလုံးဝိုင်းပြီးတော့ဒီလောက်ဖိအားပေးနေရတော့မှအီရန်ကတော့အေးဆေးပဲငါတို့ဘယ်တော့မှမနိုင်ဘူးဆိုပြီးတော့အများအားပြောလို့ရှိတယ်ပေါ့အဲ့တော့ဒီမှာအဓိကပြောချင်တာကတော့ဆွန်နီမွတ်စလင်နိုင်ငံတွေဖြစ်တဲ့ဒီအာရပ်နိုင်ငံတွေနဲ့အီရန်နဲ့တင်းမာမှုကဘယ်လောက်ထိကြီးလဲဆိုတဲ့ဟာကိုဒီနေရာမှာ highlight လုပ်ပြချင်တာပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းဆီးရီးယားပြဿနာတွေဖြစ်လာတယ်ဆီးရီးယားမှာဒီအာဆတ်အစိုးရကိုတော်လှန်ကြတဲ့ဆန္ဒပြပွဲတွေကိုဖြိုခွဲဖို့အတွက်အီရန်ကနေပြီးတော့အာဆတ်အစိုးရကိုထောက်ပံ့ပေးခဲ့တယ်ဆီးရီးယားကလည်းဆွန်နီမွတ်စလင်အများစုရှိတဲ့နိုင်ငံပဲဒါပေမဲ့ဒီအစိုးရဖြစ်တဲ့အာဆတ်တို့ကကြတော့ဆွန်နီမဟုတ်ဘူးပေါ့နော်သူတို့ကအလာဝိတ်လို့ခေါ်တဲ့မွတ်စလင်လူနည်းစုတွေကဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်တော့ရှီယိုက်နေတောင်နဲ့ပိုနီးစက်တယ်ပေါ့ဒီတော့လူများစုဖြစ်တဲ့ဆွန်နီဆီးရီးယားပြည်သူတွေကိုနှိမ်နင်းဖို့အတွက်ကိုဒီခါမီနီနဲ့ IRGC တို့ကအာဆတ်အစိုးရကိုထောက်ပံ့ပေးတာဖြစ်တယ်ပေါ့အဲ့တော့နောက်ပိုင်းဆီးရီးယားမှာဆန္ဒပြပွဲတွေကနေပြီးတော့တစင်လက်နက်ကင်တော်လှန်ရေးတွေဖြစ်လာတော့လေတော်လှန်ရေးအဖွဲ့တွေကိုဆိုလို့ရှိရင်အမေရိကန် EU ပြီးတော့ဒီအနောက်နိုင်ငံတွေပေါ့နော်ပြီးတော့ဒီ Saudi နိုင်ငံအစရှိသဖြင့်ဒါတွေကဒီတော်လှန်ရေးအဖွဲ့တွေကိုထောက်ပံ့ကြတယ်ဒါပေမဲ့ဆီးရီးယားအစိုးရဖြစ်တဲ့ဒီအာဆတ်တို့ကိုကြတော့အီရန်ကထောက်ပံ့ပေးတာတယ်ပြီးတော့ဒီ Hezbollah အဖွဲ့ကလည်းအာဆတ်အစိုးရဘက်ကနေပြီးတော့ဝင်တိုက်ပေးခဲ့တယ်ပေါ့နော်ဘာဖြစ်လို့သူကလည်းဒီဆီးရီးယားကိုဒီလောက်ထိထောက်ပံ့ရတယ်လဲဆိုတော့အီရန်အတွက်ကလည်းဆီးရီးယားကတော်တော်လေးအရေးပါတယ်ဘာဖြစ်လို့လဲဆိုတော့အီရန်ကအဓိကသူ့ရဲ့နံပါတ်1ရန်သူကအစ္စရေးပေါ့နော်ဂျူးတွေကိုတိုက်ပြီးတော့သူကဒီအစ္စလမ်ကဘာမှာဆရာကြီးလှုပ်ချင်တာအဲ့တော့ဂျူးတွေဖြစ်တဲ့ဒီအစ္စရေးကိုတိုက်ဖို့ဆိုလို့ရှိရင်အစ္စရေးနဲ့အနီးကပ်ဆုံးနေရာမှာရှိနေဖို့လိုတယ်ပေါ့နော်အဲ့ကျွန်တော်တို့မြေပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကိုထင်ထင်ရှားရှားမြင်ရမယ်ဆီးရီးယားနဲ့အစ္စရေးနဲ့ကဘေဂျင်းကပ်ရက်ရှိနေတာဒီတော့အီရန်အနေနဲ့ကအစ္စရေးကိုတိုက်ချင်တယ်ဆိုလို့ရှိရင်ဆီးရီးယားကသူ့အတွက်တော်တော်အရေးကြီးတယ်ပေါ့နော်ဘေးနောက်တစ်နိုင်ငံဖြစ်တဲ့လက်ဘနွန်မှာလည်းသူကြောတောင်းနောက်ခံပေးထားတဲ့ Hezbollah တွေကရှိနေပြီးသားဆိုတော့ဆီးရီးယားကိုသာသူထိန်းချုပ်နိုင်မယ်ဆီးရီးယားအစိုးရကသာအီရန်စကားနားထောင်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ကဒီအစ္စရေးကိုအနီးကပ်အမြဲတမ်းချင်းချောက်နေနိုင်မှာဖြစ်တယ်ပေါ့ဒါကြောင့်လေသူကဆီးရီးယားအစိုးရကိုအီရန်အမြဲတမ်းထောက်ပံ့နေတာဖြစ်တယ် Hezbollah ကိုမွေးထားတာလည်းဒီရွယ်ချက်ကြောင့်ပဲပေါ့နော် Hezbollah ကတော့လက်ဘနွန်မှာပေါ့နောက်အဖြစ်အပျက်တစ်ခုက2015လောက်မှာယီမင်မှာရှိတဲ့ဟူသီတပုံတွေကယီမင်နိုင်ငံမျိုးတော်အထိတိတ်ပိုက်ခဲ့ပြီးတော့တမန်တော်လည်းထွက်ပြေးခဲ့ရတယ်အဲ့တော့ယီမင်ဆိုတာကလည်းဆော်ဒီရဲ့ဘေးမှာကပ်ရက်ရှိနေတဲ့နိုင်ငံဒီတော့ဆော်ဒီကသူ့ဘေးမှာသူ့ရဲ့ရန်သူဖြစ်တဲ့ဒီအီရန်တွေကြောတောင်းနောက်ခံပေးထားတဲ့ဟူသီတပုံတွေရောက်လာတာကိုမကြိုက်ဘူးအဲ့တော့အီရန်လည်းတစ်ချိန်လုံးသူကဆော်ဒီကိုကျိန်းနေတာကိုမင်းတို့နိုင်ငံကိုဖျောက်ပစ်မယ်ပါညာဆိုတော့ပြီးတော့ဒီအီရန်အနေနဲ့ကဒီဆော်ဒီမှာရှိတယ်ပေါ့နော်သူတို့အစ္စလာမ်တွေအထွတ်မြတ်ထားတဲ့မကာတို့မဒီနာတို့ကိုလည်းအီရန်လိုချင်နေတာအဲ့တော့ဆော်ဒီကနေပြီးတော့ဒီအချိန်တွေကသူတို့ချင်းချောက်မှုဖြစ်တယ်ဆိုပြီးတော့ဆော်ဒီကဒီယီမင်မှာရှိတဲ့ဟူသီတပုံတွေကိုဆော်ဒီကကိုယ်တိုင်သွားတိုက်တယ်ပေါ့နော်အဲ့တော့ဒါတွေကတော့တောက်လျှောက်ဒီခါမီနီလက်ထက်မှာဖြစ်နေတဲ့အရှေ့လေပိုင်းမှာတင်းမာမှုတွေပေါ့အဲ့တော့ဘလို့ပဲကြည်ဖြစ်လိုက်လို့ရှိရင်ဒီဆွန်နီမွတ်စလင်တွေအုပ်စုကတစ်ဖက်ရှီယိုက်ဖြစ်တဲ့အီရန်နိုင်ငံကတနိုင်ငံနဲ့သူကအများကြီးအဲ့လိုဖြစ်နေတာဖြစ်တယ်ပေါ့နော်ဒီ2015နောက်ပိုင်းခုနှစ်တွေရောက်လာတဲ့အခါမှာတော့အီရန်မှာနျူကလ িয়ার အတန်တွေပြန်ကျဲလာတယ်အဲ့တော့အနောက်နိုင်ငံတွေအနေနဲ့ကလည်းတော်တော်လေးသတိထားတဲ့အနေအထားဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီလိုအနောက်နိုင်ငံတွေနဲ့အဆင်မပြေဘဲနဲ့စီးပွားရေးပိတ်ဆို့တာတွေအတင်းမာမှုတွေတစ်ချိန်လုံးဖြစ်နေတော့အီရန်ကတရုတ်ဘက်ကိုပို့ပြီးတော့နီးကပ်လာတယ်နောက်နိုင်ငံတွေပိတ်ဆို့မှုတွေရှိနေတဲ့အချိန်မှာတရုတ်ကအီရန်ရေနံတွေကိုဒဏ်ခံဝယ်ပေးခဲ့တယ်ပေါ့နော်ပြီးတော့အီရန်မှာအဓိကရင်းနှီးမြှုပ်နှံတဲ့နိုင်ငံဖြစ်လာတယ်2021တုန်းကဆိုလို့ရှိရင်ဒီတရုတ်နဲ့အီရန်နဲ့စာချုပ်တစ်ခုချုပ်ထားတာရှိတယ်ပေါ့နော်25နှစ်စာချုပ်ချုပ်ထားတာ25 years cooperation agreement လို့ခေါ်တယ်ပေါ့နော်ဒီစွမ်းအင်ကဏ္ဍတို့လုံခြုံရေးကဏ္ဍတို့နောက်ကုန်သွယ်ရေးအစရှိတယ်ပေါ့နော်ဒီလိုကဏ္ဍအသီးသီးမှာဒီအီရန်နဲ့တရုတ်နဲ့ပူးပေါင်းပြီးဆောင်ရွက်ကြမယ်ဆိုပြီးတော့စာချုပ်ချုပ်ထားတာအခုတော့အဲ့စာချုပ်လည်းဘယ်ရောက်သွားပြီလဲမသိဘူးပလုံမီလားတော့မသိဘူးပေါ့နော်အခုစစ်ဖြစ်နေဆိုတော့အဲ့တော့တရုတ်အတွက်ကလည်းအီရန်ကတကယ်အရေးပါတယ်သူကဒီအမေရိကန်ကြီးစိုးလာတဲ့အရှေ့အလယ်ပိုင်းဒေသမှာတရုတ်အနေနဲ့ကလည်းဒီမဟာမိတ်နိုင်ငံတစ်ခုတော့ရှိထားဖို့လိုတယ်ပေါ့နော်အဲ့တော့အီရန်ကသူ့မဟာမိတ်နိုင်ငံဖြစ်လာတာပေါ့အီရန်ကနေစီတွေကိုဇီဘောပေါ်နဲ့ရတယ်ပြီးတော့အရင်တုန်းကဒီပိုလန်မာကြီးကိုပြန်ပြီးတော့အသက်သွင်းဖို့လုပ်နေတဲ့ BRI project အတွက်ဆိုလို့ရှိရင်လည်းအီရန်ကတရုတ်အတွက်တကယ်မဟာဗျူဟာကျတဲ့နေရာမှာရှိနေတယ်ပေါ့နော်ပြီးတော့နိုင်ငံရေးအရအမေရိကန်ကိုကောင်တာလုပ်ဖို့အတွက်လည်းအီရန်ကတရုတ်အတွက်အရေးပါတယ်အဲ့တော့ဒါကတော့ဒီနောက်ပိုင်းနှစ်တွေမှာဖြစ်လာတဲ့အီရန်နဲ့တရုတ်နဲ့ဒါဆက်ဆံရေးကိုနည်းနည်းလေးထည့်ပြောတာပေါ့နော်ဒီနောက်ပိုင်းဖြစ်တဲ့ကိစ္စတွေကတော့အားလုံးသိပြီးသားဖြစ်လို့အသေးစိတ်မပြောတော့ဘူး2018နောက်ပိုင်းတွေမှာဒီနျူကလ িয়ার နဲ့ပတ်သက်ပြီးတော်တော်လေးတင်းမာပြီးတော့ဒီအနောက်နိုင်ငံတွေဘက်ကဆိုလည်းဒီနျူကလ িয়ার အစီအစဉ်ကိုဖျက်သိမ်းဖို့အီရန်ကိုနှီးမျိုးစုံနဲ့ဖိအားတွေပေးတယ်ပေါ့နော်ဒါပေမဲ့အီရန်ကလည်းသိတဲ့အတိုင်းပဲလက်မလျှော့ဘဲနဲ့ဆက်လုပ်တယ်ပြီးတော့ပိုဆိုးတာကဒီ Israel Palestine ဖြစ်တဲ့ဒီစစ်ပွဲတွေမှာဆိုလို့ရှိရင်လည်းဒီအီရန်အထောက်ပံ့ပေးထားတဲ့ Hezbollah တွေကလည်း Israel ကိုဝင်တိုက်တာတွေလုပ်လာတယ်ပြီးတော့ဒီ Houthi နဲ့တခြားရှိတဲ့လက်နက်ကိုင်အဖွဲ့တွေကလည်းနေရာစုံမှာ American စစ်စခန်းတွေကိုကြုံသလိုတိုက်နေတာတွေဆိုတော့အနောက်နိုင်ငံတွေနဲ့အီရန်နဲ့တင်းမာမှုတွေကလည်းပို့ပြီးတော့ကြီးလာတယ်ပေါ့ American ဘက်ကလည်းအီရန်ကထိပ်တန်းပိုချုပ်တွေခေါင်းဆောင်တွေကိုအကြိမ်ကြိမ်လှုပ်ကြံတပ်ဖြတ်တာတွေလုပ်တယ်ပြီးတော့ဒီအီရန်ကလည်းအဲ့ဒါကိုအမြဲတမ်း
လေတံမလျှော့ဘူးပေါ့နော်ဒီအမေရိကန်ပြီးတော့ဒီ Israel ပြီးတော့ဒီ Sunni Muslim နိုင်ငံတွေအကုန်လုံးသူကအများနဲ့ပတ်ပြီးတော့ကျိန်းနေတယ်အဲ့တော့အခုဆိုလို့ရှိရင်တော့အားလုံးသိတဲ့အတိုင်းစစ်ပွဲဖြစ်လာပြီအီရန်အဓိပတိအာယာဒိုလာခါမီနီအပါအဝင်ခေါင်းဆောင်တော်တော်များများလည်းတပ်ဖြတ်ခံလိုက်ရပြီစစ်ပွဲဖြစ်တော့အစတည်းကမတည့်တဲ့ဒီ Sunni နိုင်ငံတွေဖြစ်တဲ့ပင်လယ်ကွေ့နိုင်ငံတွေကလည်းစစ်ပွဲတွေကိုပါလာတယ်ပေါ့နော်အဲ့တော့စစ်ပွဲကတော့ဘယ်ထိသွားပြီးတော့ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကျွန်တော်တို့လောလောဆယ်မှာပြောလို့မရသေးဘူးဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်တယ်ပေါ့ဒီတော့အချုံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အီရန်နဲ့ဒီအနောက်နိုင်ငံတွေရဲ့တင်းမာမှုမှာအနောက်နိုင်ငံတွေဘက်ကအမြင်အားကြတော့တယ်အီရန်ကလူဆိုးဖြစ်တယ်ပေါ့နော်အများတန်းရန်လုံနေတယ်ဒီကောင်တကောင်နဲ့ဒီအလဲကောင်မှာနေပြီးတော့အကုန်လုံးပတ်လည်နိုင်ငံတွေနဲ့လည်းမတည့်ဘူးအနောက်နိုင်ငံတွေနဲ့လည်းမတည့်ဘူးအကုန်လုံးကိုပတ်ရန်နေတဲ့နိုင်ငံတစ်ခုအနေနဲ့မြင်တယ်လို့အီရန်အနေနဲ့ကြတော့လေဒီအနောက်နိုင်ငံတွေရောဆွန်နီမွတ်စလင်နိုင်ငံတွေတော့သူ့ပဲဝိုင်းပြီးတော့အပြစ်ပြောနေကြတယ်အားလုံးဝိုင်းပြီးတော့သူ့ကိုပဲအနိုင်ကျင့်နေကြတယ်ဆိုပြီးတော့မြင်တယ်ပေါ့နော်အီရန်နိုင်ငံဖြတ်တန်းခဲ့တဲ့တမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အာခီမီနစ်အင်ပါယာကနေပြီးတော့ဒီနေ့လက်ရှိအီရန်ဖြစ်တဲ့အထိကိုနှစ်ပေါင်း2600ကျော်လောက်မှာနိုင်ငံရေးစနစ်အမျိုးမျိုးတွေဖြစ်တဲ့အင်ပါယာစနစ်တွေနောက်တအုပ်ဆမိုင်းစနစ်တွေနောက်အာရပ်တွေကျူးကျော်တာခံပြီးတော့အစ္စလာမစ်ကာလီဖေတ်အုပ်ချုပ်ရေးပုံစံတွေနောက်ဘာသာရေးနဲ့နိုင်ငံရေးပေါင်းစပ်တဲ့ပုံစံတွေနောက်ဘာသာရေးကိုနိုင်ငံရေးကဖယ်ထုတ်ထားတဲ့ secular state ပုံစံတွေအခုနောက်ဆုံးဆိုရင်ဘာသာရေးနိုင်ငံရေးမှာပြန်ပါလာတဲ့အခုလက်ရှိပုံစံတွေအစရှိသဖြင့်ပေါ့နော်ပုံစံတွေအမျိုးမျိုးကိုသူကကြုံတွေ့ခဲ့ရတာဖြတ်တန်းခဲ့ရတာဖြစ်တယ်အဲ့တော့အီရန်ရဲ့တမိုင်းတစ်လျှောက်မှာကသူတို့ကအချိန်ချင်းတိဆောက်ခဲ့ပြီးတော့အချိန်ချင်းပြိုကွဲခဲ့တယ်အဲ့လိုပြိုကွဲပြီးတိုင်းလည်းတစ်ခါပြန်ပြီးတော့အချိန်ချင်းပြန်တိဆောက်နိုင်ခဲ့တာပဲဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်ပေါ့ဒါအခုချိန်ရဆိုလို့ရှိရင်လည်းအီရန်တမိုင်းမှာအရေးပါတဲ့အချိုးအကွေးတစ်ခုကိုဖြတ်တန်းနေရတဲ့အချိန်ဖြစ်တယ်ပိုကောင်းတဲ့အချိန်တွေဖြစ်လာမလားပိုဆိုးသွားမလားဆိုတာတော့မသိသေးဘူးပေါ့လေကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့တမိုင်းနဲ့ခြီးပြီးတော့ဒီလိုမျိုးချင်းချင်းမှုအဆင့်တန်းမြင့်ခဲ့တဲ့လူအဖွဲ့အစည်းတစ်ခုသူတို့အခုလိုမျိုးအခြေအနေဖြစ်နေတာတွေ့ရတာတော့စိတ်မကောင်းဖြစ်တယ်ပေါ့နော်အီရန်ပြည်သူတွေအနေနဲ့လည်းအရင်လိုမျိုးအဆင့်တန်းမြင့်တဲ့ဘာရှန်လူမျိုးတွေဖြစ်ကမ္ဘာမှာပြန်ပြီးတော့ကောင်းစားနေတာကိုလည်းပြန်မြင်ခြင်းတယ်ဒီတော့အခုတင်ပြခဲ့တဲ့အီရန်ရဲ့နှစ်ပေါင်း2600ကျော်လောက်ရှိခဲ့တဲ့တမိုင်းကိုလေ့လာပြီးတဲ့နောက်မှာတော့အခုလက်ရှိဖြစ်နေတဲ့သတင်းတွေကိုဖတ်တဲ့အခါမှာပို့ပြီးတော့နားလည်သဘောပေါက်ဖို့ဒါမှမဟုတ်ဒီအခြေအနေတွေကိုသုံးသပ်တဲ့အခါမှာပို့ပြီးတော့မှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့အတွက်ဒီတမိုင်းတွေကအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတာကိုကျေးဇူးတင်ပါတယ်